ကျွန်တော်ယောဂနဲ့တရားတော့မှာဒါကြောင့်ချစ်သူကောင်းမလေးနဲ့လမ်းခွဲနိုင်မှုအတွက်လူယူရန်ငါတို့လမ်းခွဲကြရအောင်ငါတထေးမတယောက်နဲ့အဆင်ပြေနေပြီးငါတို့ကြားကပတ်သက်မှုကအပျော်သဘောတက်ပါပဲအေးစစ်စစ်ပဲလမ်းခွဲလိုက်ကြရအောင်ဆိုပြီးသူ့ကိုလိန်ပြောခဲ့တယ်ရွှေရီနင့်ကိုငါတောင်းပန်ပါတယ်ငါနဲ့လမ်းမခွဲပါနဲ့လို့သူကငိုယိုပြီးတောင်းပန်ခဲ့တယ်ဒူးထောက်ပြီးတော့ရောတွေးကြောဖြစ်တတ်တယ်မယ်ဆိုပြီးတော့ပါချင်းချောက်ခဲ့ပေမဲ့ကျွန်တော်ကတော့ဘာခံစားချက်မှမရှိတဲ့လူတစ်ယောက်လိုပဲထွက်ခွာလာခဲ့တယ်ကျွန်တော်တို့ကြားမှာဘာပတ်သက်မှုမှထက်ရှိလာတော့မှမဟုတ်ဘူးလို့ထင်ထားခဲ့တာဒါပေမဲ့မထင်မှတ်ဖဲတစ်နှစ်အကြာကျွန်တော် delivery ပို့နေရင်သူ့ရဲ့Porscheကားကိုတွားတိုက်မိခဲ့တယ်ကားပေါ်ကနေတောက်ပလပ်ပါစွာဆင်းလာတဲ့သူ့ကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကျွန်တော်လက်ထဲကဆေးရုံကပေးလိုက်တဲ့အသက်အန္တရာယ်စိုးရိမ်ရကြောင်းအတိပေးစာကိုကမန်းကတန်းဝတ်ထားလိုက်မိတယ်လူရူရန်အနားမရောက်ခင်မှာပဲကားဒရိုင်ဘာကကျွန်တော်စီအရင်ပြေးလာပြီးဟေ့ကောင်ပစ္စည်းပို့တဲ့ကောင်မင်းဘလို့မောင်းနေတာလဲကားပျက်စီးသွားတာရောနိုင်လို့လားဆိုပြီးအော်တော့တယ်ကျွန်တော်ကတော့လူရူရန်ကိုအခုလိုတနာစရာအခြေအနေမျိုးနဲ့မတွေ့ရတာကြောင့်ခေါင်းကိုငုတ်ထားလိုက်တယ်တောင်းပန်ပါတယ်ဗျာကျွန်တော်ဘက်ကမှားတာဆိုရင်ရောနိုင်အောင်စူးစမ်းပါမယ်လို့ပြောရင်းလဲနေတဲ့ဆိုင်ကယ်ကိုဆွဲထူလိုက်တယ်လူရူရန်ကျွန်တော်ကိုမမှတ်မိခင်သူ့အမြင်အာရုံထဲကနေအမြန်ဆုံးထွက်ပြေးချင်နေခဲ့တာလေးဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲကျွန်တော်နဲ့လူရူရန်မျက်လုံးချင်းစုံသွားခဲ့တဲ့ကာဝင်အနီရောင်လေးကိုဝစ်ဆင်ထားပြီးငန်းတကောင်လိုလှပတဲ့သူ့လက်တိုင်းမှာတမိုးကြီးကြောက်မျက်ဆွဲကြိုးကိုဆွဲထားတဲ့မျက်လုံးတွေကတောက်ပနေပြီးတကိုယ်လုံးကနေအေးဆက်ဆက်အရှိန်ဝါရီထွက်ပေါ်နေတယ်ကျွန်တော်ကပြပြတလဲနဲ့မျက်နှာလွှဲလိုက်ပေမဲ့ကျွန်တော်မှန်းသူတေချာတီးသွားတဲ့အခါမျက်နှာကချက်ချင်းတင်းမာသွားပြီးနင်းရောနိုင်လို့လားငါကားကဘလောက်တန်လဲနင်းသိရလားလို့မေးလာတယ်သူ့တန်ကဘာခံစားချက်မှမပါပဲအေးဆက်နေတယ်အခုချိန်မှာသူကအမှုပညာလောကရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်နေပြီလေကျွန်တော်ကတော့တာမန် delivery သမားလေးပါတောင်းပန်ပါတယ်ဘယ်လောက်ကြာမလဲတွက်ကြည့်လိုက်ပါကျွန်တော်တက်နိုင်တဲ့လောက်ရောပေးပါမယ်ဖုန်းနံပါတ်လေးပေးထားခဲ့ပါလားဆိုပြီးကားဒရိုင်ဘာကိုပြောလိုက်တယ်ဒရိုင်ဘာကဖုန်းနံပါတ်ပေးဖို့လုပ်နေတော့မှပဲလူရီယန်ကဝင်ထားလိုက်ပြီးပေးစရာမလိုတော့ဘူးဘလို့ပဲဖြစ်ဖြစ်သူတစ်သက်လုံးရှာရော်ရင်တော့တက်နိုင်မှာမဟုတ်ဘူးဒီတိုင်းထားလိုက်တော့သွားကြစို့လို့ပြောလိုက်တယ်ပြီးတော့ကားစီကိုရှောက်သွားရင်ခြေလမ်းနှဲငယ်ကွာမှရုတ်တရက်ရက်လိုက်ပြီးကျွန်တော်ကိုစိုက်ကြည့်လာတယ်ရွှေနောက်တစ်ခါငါအာယုံဆိုင်မှုရအောင်ဒီလိုနီးလန်းတွေထပ်မသုံးနဲ့တော့ငါတို့ကလမ်းခွဲနေခဲ့တာကြာပြီးနင့်ကိုနင်အခုဘလို့ပုံပေါက်နေလဲဆိုတာပြန်ကြည့်ဦးနင်နောင်နေရချင်နေရင်တော့အခွင့်အရေးမရှိတော့ဘူးတဲ့သူ့ရင်ထဲမှာကျွန်တော်ကဒီလိုလူစားမျိုးဖြစ်နေခဲ့တာလားရင်ဘက်ကိုဓာတ်နဲ့ထိုးခွဲခံလိုက်ရတယ်လို့နာကျင်မှုကပြုံးဆိုဆူရှသွားတယ်ဒါပေမဲ့ခံစားချက်တွေကိုအစွမ်းကုန်မျိုးသိထားလိုက်ရတယ်လွန်ခဲ့တဲ့6လလောက်ကကျွန်တော်မှာအစာအိမ်ကင်ဆာနောက်ဆုံးအဆင့်ရှိနေမှန်းသိလိုက်ရတယ်ဆရာဝန်ကကျွန်တော်အတွက်အသက်ရှင်ဖို့တစ်နှစ်တောင်မကြံတော့ဘူးလို့ပြောတယ်အဲ့ဒီအချိန်ကကျွန်တော်စီးပွားရေးလုပ်ငန်းစဖို့အရေးကြီးဆုံးအချိန်ဖြစ်တယ်လို့လူရူရန်လည်းအမှုပညာပြိုင်ပွဲတစ်ခုဝင်ပြိုင်နေတဲ့အရေးကြီးတဲ့အချိန်ပေါ့ကျွန်တော်တို့ချစ်သူတက်တန်း10နှစ်ရှိခဲ့ပြီးနယ်မျိုးလေးကနေဒီမျိုးကြီးကိုအတူတူတက်လာခဲ့ကြတာနောက်တစ်ချိန်ကျွန်တော်တထေးဖြစ်လာရင်သူကအမှုပညာလောကမှာရှောက်လန်းပတ်စံတွေရလာရင်သူ့ကိုယင်းနှိမ့်နှံပေးမယ်စကားတွေရိုက်ခိုင်းမယ်အမှုပညာလောကရဲ့ထွေးမှုတွေကသူ့ကိုမထိခိုက်စေရဘူးလို့စိတ်ကူးရင်ခဲ့ဘူးတဲ့ပတ်စံတွေထပ်စုပြီးရင်မြို့မှာအင်ကြီးကြီးဝယ်မယ်ကလေး2ယောက်ယူပြီးအားတဲ့အချိန်ကလေးတွေနဲ့အတူကျယ်ရီထိုင်ကြည့်ကြမယ်ပေါ့အဲ့ဒီတော့ကလူယူရန်ကကျွန်တော်ပခုံးကိုမိပြီးချွဲသေးတယ်ကလေးတွေမပါပဲနေလို့မရဘူးလားနေနဲ့ငါ2ယောက်တည်းပဲကျယ်ရီကြည့်ချင်တယ်အဲ့ဒါကငါတို့2ယောက်တည်းရဲ့အချိန်လေးတဲ့ကျွန်တော်ပြုံးလိုက်ပြီးဘေးနားကဒီမိန်းကလေးကိုငါအရာအလုံးပေးဆက်ရပါစေအကောင်းဆုံးထားမယ်လို့ရင်ထဲကနေတစ္ဆာဆိုခဲ့ဘူးတယ်ဒါပေမဲ့ဒီလိုလှပတဲ့စိတ်ကူးရင်အိမ်မက်တွေအားလုံးဟာကင်ဆာနောက်ဆုံးအဆင့်ဆိုတဲ့ဆေးစစ်ချက်စာရွက်တရွက်ကြောင့်တစ္ဆာစီရိုက်ချိုးခံလိုက်ရတဲ့နောက်တစ်နေ့လူရူရန်ပြိုင်ပွဲသွားနေတော့ကျွန်တော်အိမ်ကနေပြောင်းရွှေ့ခဲ့တဲ့ကိုစီမှာကြံနေတဲ့ပတ်စံတွေအကုန်လုံးသူ့အတွက်ခြံထားခဲ့ပြီးရုတ်တရက်ကြီးအဆက်အသွယ်ဖြတ်လမ်းခွဲစကားပြောခဲ့တယ်အဲ့ဒီဖုန်းကော်ထဲမှာတသက်နဲ့တကူအကြမ်းတမ်းဆုံးနဲ့ရက်ဆက်ဆုံးစကားတွေကိုသူ့ကိုပြောချလိုက်တယ်နင်ကဘာမှနားမလဲတဲ့ကလေးဆန်ဆန်မိမတယောက်ပဲငါလုပ်ငန်းအတွက်ဘာမှလည်းကူညီမပေးနိုင်ဘူးစားမယ်တောက်မယ်တပုံရိုက်မယ်ရှောက်လဲမယ်ဒါပဲသိတယ်ဟဲ့နင်ကငါအတွက်ဝင်ထုတ်ဝင်ပိုးပဲနင်နဲ့အတူရှိနေရင်ငါဘယ်တော့မှအောင်မြင်လာမှာမဟုတ်ဘူးငါထွက်မသွားဘူးငါပြင်ပမယ်နောက်ဆိုတကယ်ကောင်းမှာတော့ပါဘူးနင်နောက်ကနေတေချာလိုက်ပြီးကူညီပေးပါမယ်ငါကိုထားမသွားပါနဲ့လို့သူကတောင်းပန်ရှာတယ်တောင်းပန်ပါတယ်ကွာဒါပေမဲ့သူ့ကိုထားမသွားလို့ကိုဖြစ်ပါမလားအသက်ရှင်ဖို့တစ်နှစ်တောင်မကြံတော့တဲ့အချိန်မှာသူ့အတွက်ဝင်ထုတ်ဝင်ပိုးမဖြစ်စေချင်ဘူးသူ့ကိုထားရစ်ခဲမှသာသူ့အတွက်အကောင်းဆုံးဖြစ်မှာလေသူ့ရဲ့အသေးကွဲမတက်ငိုကြွေးတန်တွေကိုနားထောင်ရင်ကျွန်တော်ရင်ထဲမှာလည်းဓာတ်နဲ့အမုန်းခံရတယ်လို့နာကျင်ခဲ့ရတယ်မျက်ရည်တွေကလည်းတိတ်တဆိတ်စီးကျနေခဲ့တာပါပဲဒီလောက်ပါပဲနင့်ကိုနင်တကယ်တော်တယ်လို့ထင်ရင်ပြိုင်ပွဲမှာတေချာရှင်ပြိုင်ပြီးစုကောင်းကောင်းတစ်ခုရအောင်ယူပြလိုက်ပြီးရင်ငါရွေးချယ်မှုမှားသွားတယ်ဆိုတာကိုတက်တည်ပြလိုက်ပါလို့ပြောပြီးဖုန်းချလိုက်တယ်သုံးနေကြဖုန်းစင်းငံကတ်ကိုပါလွှင့်ပစ်လိုက်တယ်အဲ့ဒီအချိန်ကစပြီးလူရူရန်ရဲ့ကဘာလေးတွေကနေကျွန်တော်လုံးဝပျောက်ကွယ်သွားခဲ့တယ်ဒါပေမဲ့ကျွန်တော်သူ့ကိုတကယ်ချစ်ပါတယ်တကယ်တော့သူကတိတ်ကောင်းတဲ့မိန်းကလေးပါကျွန်တော်အလုပ်ကနေညနေမှပြန်လာရင်ခောက်ဆွဲပြုတ်ပေးတတ်တယ်တခါတလေဆိုစက်ကြောတွေနှိမ့်နေပေးပြီးကလေးလေးလိုလုပ်ပြကကျွန်တော်ပြောအောင်ထားတတ်တယ်ကျွန်တော်သူ့ကိုတိတ်ချစ်ရပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့သူ့ကိုဆက်ချစ်ခွင့်ကျွန်တော်မှမရှိတော့ဘူးလေစိန်ခံကားကြီးပေါ်တက်ပြီးထွက်သွားတဲ့သူ့ကိုငေးကြည့်နေရင်ကနေပိုးရမယ့်အစားအသောက်တွေကိုစစ်ကြည့်လိုက်တော့အကုန်ဖိတ်စင်ကုန်ပြီဆိုတာသိလိုက်ရတဲ့တက်ပြင်းတစ်ချက်ချပြီး customer စီဖုန်းဆက်တောင်းပန်ရတော့တာပေါ့ customer ကဖုန်းထဲကနေကျွန်တော်ကိုအပြက်ဆူတော့တယ်ငါအကြာကြီးစောင့်နေရတာကိုအခုတော့စားစရာတွေအကုန်ဖိတ်ကုန်ပြီဟင်းမင်းဘလို့ပစ္စည်းပို့နေတာလဲတဲ့အပြုံးလေးလုပ်ပြီးတွတ်တောင်းပန်ရင်ရော်ကြီးပေးပါမယ်လို့ပြောရတယ်မင်းရဲ့ရော်ကြီးလေးကဘာလို့ရမှာလဲငါထမင်းစားနောက်ကျသွားတာကအရေးကြီးတာလို့သူကပြောတယ်နောက်ဆုံးတော့တောင်းပန်နဲ့ရော်ကြီးသုံးစားပေးပါမယ်လို့ဂတိပေးလိုက်မှပဲ customer လည်းစိတ်ပြေသွားတော့တယ်ဖုန်းချလိုက်ပေမဲ့ကျွန်တော်တိတ်တော့စိတ်မတက်ကြမိပါဘူး
ဘဝမှာအဆင်မပြေတာတွေအများကြီးရှိခဲ့ပြီးပြီပဲကျွန်တော်ရဲ့ယောဂထက်ပိုဆိုးတဲ့ထိုးနှက်ချက်မျိုးပဲရှိနိုင်တော့မလဲဒီယောဂကြောင့်ပဲကျွန်တော်အခြေရဆုံးလူတစ်ယောက်ကိုကိုယ်တိုင်လက်လွတ်ဆုံးရှုံးခဲ့ရတာအဲ့ဒီအကြောင်းတွေးမိတိုင်းရင်ထဲမှာဓာတ်နဲ့မှုန်းခံရတယ်လို့နာကျင်ရတယ်ဒါပေမဲ့တော်ပါသေးရဲ့ဝမ်းသာစရာကောင်းတာကလူရူရန်ဟာသူ့ကိုယ်သူလက်မလျှော့ခဲ့ပဲသူ့ရဲ့အိမ်မက်တွေကိုတဆင့်ချင်းအကောင့်ထဲပေါ်နိုင်ခဲ့တာပဲဒီတစ်နှစ်လုံးကျွန်တော်သူ့ကိုအမြဲတမ်းစောင့်ကြည့်နေခဲ့တာပါသူတဖြည်းဖြည်းအောင်မြင်လာပြီးနာမည်ကြီးလာတာကိုကြည်ရင်သူ့အတွက်ရင်ထဲကနေလိုက်လဲဝမ်းသာမိတယ်တခါတလေသူ့အကြောင်းမကောင်းတဲ့သတင်းတွေတွေ့လို့ဟဲရီတွေကသူ့ကိုဆဲဆိုကြတဲ့အခါကျွန်တော်ကဟဲရီတွေနဲ့ဝင်ရန်ဖြစ်ပေးခဲ့တယ်ဟဲရီတွေကမင်းစကားတွေကအပြင်မှာပဲသူ့ကိုသိနေတဲ့အတိုင်းပဲသူကတကယ်ပဲအဲ့ဒီလောက်တောင်ကောင်းလို့လားလို့မိတိုင်းကျွန်တော်ဘက်ကနေသူကငါပြောတာထက်အစတစ်ထောင်မှာကပိုကောင်းတဲ့သူပါငါသူ့ကိုတကယ်သိတာပါလို့ပြန်ဖြေချင်ခဲ့တယ်ဒါပေမဲ့ဒီလိုစကားမျိုးတွေကိုကျွန်တော်ထုတ်မပြောရဲပါဘူးယူရန်အတွက်ပြဿနာတွေအမဲဆက်တွေဖြစ်လာစေမှာကိုစိုးရိမ်လို့ပါအမှုပညာလောကဆိုတာအရန်နဲ့တဲ့အထူးသဖြင့်သူလိုနာမည်ကြီးနေတဲ့ကျေပွင့်တပွင့်အတွက်အမှားယွင်းနည်းနည်းလေးရှိတာနဲ့ပြိုင်ဘက်တွေကအမိရဖမ်းပြီးပုံကြီးချက်ကြမှာပဲနည်းနည်းလေးမှသွားတာနဲ့သူ့ရဲ့အမှုပညာဘဝတစ်ခုလုံးပြီးဆုံးသွားနိုင်တယ်လေဒီအော်ဒါလေးပို့ပြီးသွားတော့ဆရာဝန်စီကဖုံးဝင်လာတဲ့ဆေးရုံမှာလာပြဖို့ခေါ်တာပါဆေးကန်းထဲရောက်တော့ပိုးသက်ဆေးနှံတွေကထောင်းခနဲပဲဒီအနံ့ကိုရှူမိတော့ကျွန်တော်ရင်ထဲမှာအရန်ကိုနေလို့မကောင်းဖြစ်သွားတယ်မင်းကငယ်ပါသေးတယ်ကွာဆက်မကူတော့ဘူးလို့ဆုံးဖြတ်လိုက်တာလားအတိတ်ပဲမရှိတော့ပါဘူးဆရာဝန်ရဲ့မကူတော့ပါဘူးဆရာကိုဒုက္ခပေးတယ်လို့ဖြစ်ပေမဲ့အကြိုက်ခဲပျောက်ဆေးလေးနည်းနည်းပို့ပေးပါလားဒီယောဂကနာလာပြီဆိုရင်အသက်ထွက်မတက်ပဲအကြိုက်ခဲပျောက်ဆေးတာမရှိရင်အသက်ရှင်ရတဲ့တစ်စက္ကန့်တိုင်းကငရဲကြနေတယ်လို့ပဲဒေါက်တာဟန်ကတက်ပြင်းချပြီးအကြိုက်ခဲပျောက်ဆေးတွေအမြန်ရေးပေးလိုက်တယ်သူရေးပေးတဲ့ဆေးစာရွက်ကိုကင်ပြီးဆေးဖိုးသွင်းဆေးထုတ်ဖို့သွားတဲ့အချိန်မှာပဲမျက်နှာချင်းဆိုင်ကနေလူရူရန်နဲ့ပတ်ပင်းတိုးပါလေရောသူ့ဘေးမှာလည်းအမျိုးသားတစ်ယောက်ပါလာတယ်လူရူရန်က mask ထားပေမဲ့အဲ့ဒီမျက်လုံးလေးတွေကိုကျွန်တော်ဘယ်တော့မှမေးနိုင်မှာမဟုတ်ဘူးသူ့ဘေးကအမျိုးသားကိုလည်းကျွန်တော်သိတယ်စီးပွားရေးလောကမှာနာမည်ကြီးနေတဲ့တထေးပေါက်ဆက်တစ်ယောက်လေးသတင်းတွေထဲမှာလည်းသူ့အကြောင်းခဏတွေ့ဘူးတယ်ကျွန်တော်မှတ်ညံမမဘူးဆိုရင်သူ့နာမည်ကဟောက်ရှိုက်အင်တာနက်လုပ်ငန်းနဲ့ကြီးပွားလာတာနာမည်ကြီးတက္ကသိုလ်ကနေပွဲရထားပြီးရုပ်ချောသလိုခန္ဓာကိုယ်အချိုးအစားကလည်းမိုက်တယ်အခုဆိုသူ့ပိုင်ဆိုင်မှုကတန်းထောင်ချီနေပြီမင်းကလေးဘယ်နှစ်ယောက်ရဲ့အသေးဆွဲဖြစ်နေမလဲတော့မသိဘူးသူတို့နှစ်ယောက်အတူရက်နေတာကိုကြည့်ရတာတကယ်ကိုရွှေနဲ့မြတာဖတ်ဖူးရွက်လို့လိုက်ဖက်လွန်လာတယ်ကျွန်တော်ကောင်းကုန်ပြီးသူတို့ကိုကွင်းဆောင်သွားဖို့လုပ်ပေမဲ့လူရန်ကကျွန်တော်ကိုတတိထားမိသွားတယ်သူကကျွန်တော်ကိုခနဲ့တဲ့အကြည့်နဲ့ကြည့်ပြီးနင်းစေးရုံကိုဘာလာလောက်တာလဲနောက်ကိုတကောက်လိုက်နေတာတော့မဟုတ်ပါဘူးနော်လို့မေးတယ်ဒီစကားလဲကြားရောဘေးကအမျိုးသားကချက်ချင်းတတိထားသွားပြီးလူရန်ကိုသူ့ကြောနောက်ဆွဲသွင်းကကွယ်ထားလိုက်တယ်ပြီးတော့ကျွန်တော်ကိုတတိထားဆောင်ကြည့်တဲ့မျက်လုံးတွေနဲ့ကြည့်ရင်မင်းကဘသူလဲဘာလုပ်ချင်တာလဲလို့မေးတယ်လူရန်ရဲ့လက်ကိုသူစုပ်ကင်ထားတာမြင်တော့ကျွန်တော်ရင်ထဲမှာစူးခနဲ့နာကျင်သွားတယ်တစ်ချိန်လုံးကကိုယ်တိုင်အသက်ပေးပြီးကောက်ွယ်ခဲ့ခြင်းနဲ့မိန်းကလေးကအခုတော့တခြားယောက်ျားတစ်ယောက်ရဲ့ကြောနောက်မှာရက်နေခဲ့ပြီလေဒါပေမဲ့လည်းကောင်းပါတယ်ဟောက်ရှိုက်လူယောက်ျားမျိုးကလူရန်ကိုကောက်ွယ်ပေးထားနိုင်တယ်ဆိုရင်ကျွန်တော်လည်းစိတ်ချရပြီပေါ့တောင်းပန်ပါတယ်ဗျာခင်ဗျားတို့အထင်လွဲသွားပြီးကျွန်တော်က delivery လာပို့တာပါအခုပဲပြန်တော့မှာပါလို့ပြန်ဖြေလိုက်တယ်လှည့်ထွက်ဖို့လှုပ်လိုက်ပေမဲ့ကြောနောက်ကနေယူရန်ရဲ့အတန်ထွက်ပေါ်လာပြန်တယ်ရွှီနေအလကားအပင်ပန်းခံမနေနဲ့တော့ဒီတက်ငါနဲ့နင်ဘာမှပတ်သက်စရာအကြောင်းမရှိတော့ဘူးငါနင့်စီပြန်လှည့်လာမယ်လို့မတွေးနဲ့သူ့တန်ကနည်းနည်းကျဲသွားတော့ကျွန်တော်ရင်ထဲမှာအရန်ကိုပြရခတ်သွားတယ်တစ်စက္ကန့်လေးတောင်ဆက်မရက်ရဲတော့ပဲလူပြက်တစ်ယောက်လိုပဲအဲ့ဒီနေရာကနေကမန်းကတန်းထွက်ပြေးခဲ့ရတယ်ဟောက်ရှိုက်ကလူရန်ကိုတေချာကောက်ွယ်ပေးနိုင်မယ်မှန်းသိပေမဲ့လည်းရင်ထဲမှာတော့အရန်ကိုခံစားရခက်နေတော့မဲ့အတွေ့တစ်ချောင်းပြီးတစ်ချောင်းအရေးပြားတဲ့ကနေအယိုးထိဖောက်ဝင်လာတယ်လို့နာကျင်မှုမျိုးပဲအပြင်ဘက်ကိုပြေးထွက်လာပြီးလူအုပ်ကြီးထဲရောနှောဝင်ရောက်သွားမှာပဲကနာမငြိမ်ဖြစ်နေတဲ့စိတ်ကနည်းနည်းငြိမ်ကျသွားတော့တယ်စောစောကလူရန်ပြောလိုက်တဲ့စကားတွေကခေါင်းထဲမှာပဲ့တင်ထက်နေတယ်သူကျွန်တော်ကိုမုန်းနေဆိုတာသိပါတယ်ကျွန်တော်နာကျင်ရအောင်တမင်တက်ပြောလိုက်တယ်ဆိုတာလည်းသိတယ်ဒါပေမဲ့သူ့ကိုကျွန်တော်နည်းနည်းလေးမှအပြစ်မတင်ရပါဘူးဒါတွေအကုန်လုံးကျွန်တော်ကိုယ်တိုင်ရှာခဲ့တဲ့ပြဿနာတွေလေကျွန်တော်ကသူ့ကိုအရင်နာကျင်အောင်လုပ်ခဲ့တာဆိုတော့အခုခံစားရတာဝစ်လေတယ်လို့ပဲသဘောထားရမှာပေါ့လူရန်ပြန်လှည့်လာဖို့ကျွန်တော်တခါမှမတွေးခဲ့ဘူးပါဘူးစန့်ကျင်ဘက်အနေနဲ့ကျွန်တော်နဲ့ဝေးနိုင်သမျှဝေးမှာပဲသူ့ကိုနေစေချင်တာကျွန်တော်လိုကန်ဆိုးမိုးမောင်ကျနေတဲ့လူတစ်ယောက်အနာကပ်လာရင်ကန်တွေကူးဆက်ကုန်မှာပေါ့အသက်20ကျော်လေးနဲ့ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေတာဆိုတော့ကန်ကြမာကကျွန်တော်ကိုနောက်ပြောင်လိုက်တာပဲလေဒါကကျွန်တော်ဟာကန်တရားရဲ့မျက်နှာตาပေးမှုကိုမခံရတဲ့သူဆိုတာကိုတက်တည်ပြနေတာပဲဆိုင်ကယ်ပေါ်တက်ပြီးမြင်ထွက်လာခဲ့တယ်မျက်နှာစီကိုတိုက်ခတ်လာတဲ့လေးအေးကနည်းနည်းအေးပြီးဆူရှာနိုင်ပေမဲ့စောစောကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေလောက်တော့မနာကျင်စေပါဘူးအဲ့ဒီတုန်းကသူ့ကိုထားခဲ့တုန်းကသူကကျွန်တော်အတွက်ဝင်ထုတ်ဝင်ပို့ပဲဘာမှအကူအညီမပေးနိုင်ဘူးဆိုပြီးနားကားစရာစကားတွေအကုန်ပြောခဲ့တာလေသူ့ကိုအကောင့်မကတိအတိုင်းလမ်းခွဲချင်ခဲ့တာဒါပေမဲ့အခုပြန်တွေ့တော့လဲကျွန်တော်မှဘာမှနားမကြံတော့ပါဘူးဟုတ်ပါတယ်လူရန်ငါနင့်ကိုအရင်ချစ်ပါတယ်နင့်ကိုတခါမှလည်းမမေ့ခဲ့ဘူးဒါပေမဲ့ငါနင့်ကိုဆက်ချစ်ခွင့်မှမရှိတော့တာဆိုင်ကယ်စီးလာရင်ဘဲအချိန်ကမိုးစေရွာလိုက်မှန်းတော့မသိလိုက်ဘူးမိုးခိုဖို့နေရာတစ်ခုကိုကမန်းကရန်ရှာလိုက်ရတယ်လက်ရှိကျွန်တော်ကျမရေးချီနေနေဆိုမိုးနည်းနည်းလေးမှမိလို့မဖြစ်ဘူးအေးမိသွားတာနဲ့အသက်အန္တရာယ်ပါထိခိုက်နိုင်တယ်လေအမိုးအောက်မှာရရင်ရွာကျနေတဲ့မိုးရေတွေကိုကြည့်ကလူရန်ကိုကိုယ်တိုင်ကိုကြမြင်တွေ့ခွင့်ရခဲ့သေးတာပဲလို့တွေးမိတော့ရင်ထဲမှာတော်တော်လေးကျဉ်းနေသွားမိတယ်အတွေးတွေနဲ့ငေးမောနေမိပြီးမိုးတိတ်သွားမှအိမ်ပြန်လာခဲ့တယ်အိမ်ရောက်တော့အခန်းကိုခက်ကြမ်းကြမ်းရှင်းလင်းလိုက်ပြီးစားစရာလေးနည်းနည်းစားလိုက်တယ်စားပြီးတာနဲ့လူရန်ရဲ့တရင်အစ်တွေများရှိမလားဆိုပြီးဖုန်းကိုဖွင့်ကြည့်လိုက်တယ်မကြခင်သူ့ရဲ့ရှေ့ခင်နန်းတွင်ဇလန်တွဲကြီးတစ်ခုထုတ်လွှင့်တော့မယ်ထင်တယ်မပြရသေးခင်ကတည်းကတော်တော်လေးနာမည်ကြီးနေတာဖုန်းကိုဖွင့်လိုက်တာနဲ့ training ဖြစ်နေတဲ့သတင်းတပုတ်ကိုတန်းတွေ့လိုက်ရတယ်စီးပွားရေးလောကကတထေးပေါက်ဆနဲ့ထိတ်တန်းမင်းသမီးလေးတို့ဆေးရုံမှာအတူတူပေါ်လာတဲ့အဲ့ဒီသတင်းကိုဝင်ကြည့်လိုက်တော့သတင်းကောင်းတွေကဟောက်ရှိုင်းနဲ့လူရန်တို့ဆေးရုံသွားတာကိုဝင်အပ်ဖို့သွားတာလို့ရေးထားကြတယ်သူတို့နှစ်ယောက်လှုပ်ဝက်တွဲနေတာကြာပြီဖြစ်ပြီးအခုဆေးရုံသွားတာလူရန်မှာကိုဝင်ရှိနေလို့ဖြစ်နိုင်တယ်မင်္ဂလာသတင်းကြားရတော့မယ်ထင်တယ်ဆိုပြီးရေးထားကြတယ်ဒီသတင်းကိုမြင်တော့ကျွန်တော်ရင်ထဲမှာစစ်ခနဲ့ဖြစ်သွားတယ်ဒါပေမဲ့လည်းဒီသတင်းကအတူပဲလို့စိတ်ထဲကအလိုလိုသိနေတယ်ယူရီယန်နာမည်ကြီးလာတာမကြသေးဘူးဒီအချိန်မှာကိုဝင်ဘလို့လှုပ်ရှိနိုင်မှလဲသူ့ကုမ္ပဏီကလည်းသဘောတူမှာမဟုတ်ဘူးလေထ
ထင်းတဲ့အတိုင်းပဲတနာရီလောက်ကြာတော့လူရူရန်တို့ဘက်ကသတင်းမှာပါဆိုပြီးရှင်းလင်းချက်ထွက်လာတဲ့ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့စေယုံသွားရင်ဟောက်ရှိုက်နဲ့ပပင်းတိုးတာပါသူတို့နှစ်ယောက်ကြားမှာဘာပတ်သက်မှုမှမရှိပါဘူးလို့ရှင်းပြထားတယ်အောက်ကခမန်တွေမှာတော့အဖွဲ့နှစ်ဖွဲ့ကွဲနေတယ်တစ်ဖွဲ့ကလူရူရန်ကိုထောက်ခံအားပေးကြပြီးကြံတစ်ဖွဲ့ကတော့လူရူရန်ကိုဟန်ဆောင်နေတာလို့ပြောကြတယ်ဟောက်ရွှိုက်ရဲ့အကူအညီတာမပါရင်နောက်ခံမရှိတဲ့သူလူကဘယ်လိုလုပ်နာမည်ကြီးလာမှလဲတဲ့လူရူရန်ကဟောက်ရွှိုက်နဲ့မတန်ပါဘူးဆိုပြီးတော့ပါပြောနေကြတယ်ဒီခမန်တွေကိုမြင်တော့ကျွန်တော်တော်တော်လေးဒေါသထွက်သွားတယ်တွေ့တာနဲ့ကိုပြန်ပြီးရန်တွေးတော့တာပဲသူတို့တွေလူရူရန်ကိုဆွဆွဲပုတ်ခတ်နေတာကိုကျွန်တော်လုံးဝကြည့်မနေနိုင်ဘူးလေခမန်တွေပြန်ရေးပြီးရန်ဖြစ်နေတော့မှပဲ message ကြီးတစောင်းဝင်လာတယ်အကိုကလူရူရန်ရဲ့တကယ် fan အစ်စ်ပဲဆိုတာသိတာတဲ့သူ့ကိုဆဲထားတဲ့ခါမတောင်းတဲ့ချီရှိတာကိုအကိုကတကယ်ကျန်းတာပဲတစ်ခုချင်းစီကိုလိုက်ပြန်ရေးနေတယ်နော်ကျွန်တော်ကို message ပို့လာတာက profile ပုံလေးကိုကျေပုံလေးလုပ်ထားတဲ့လူစိမ်းတစ်ယောက်ပါသူများတွေသူ့ကိုအပုတ်ချနေတာကိုငါကြည့်မနေနိုင်လို့ပါလို့ကျွန်တော်ပြန်ဖြေလိုက်တယ်ဟာအခုလိုတရားမျှတတဲ့လူမျိုးကရှားတယ်ဒီတစ်ခေါက်ပြဿနာကတော်တော်ကြီးသွားတော့လူရူရန်ပုံမှာလည်းတကယ်ဆိုးကျိုးတက်ရောက်သွားတယ်လို့သူကပြန်ပို့တယ်မြင်လဲလူရူရန်ရဲ့ big fan ပဲလားဟုတ်တော့ပါတယ်သူ့ကိုသဘောကျတယ်သူကတကယ်လဲစူးစမ်းပါတယ်လို့ပြန်ဖြေတော့ကျွန်တော်လည်းသဘောတူတဲ့အနေနဲ့ stick ကလေးတစ်ခုပြန်ပို့လိုက်တယ်ဒီလူနဲ့စကားပြောရတာအဆင်ပြေသားပဲတကယ်လို့ဟောက်ရွှိုက်ကသာလူရူရန်ကိုတကယ်ချစ်ရင်သူတို့နှစ်ယောက်တွဲတာလည်းမစိုးပါဘူးလို့ကျွန်တော်ကပြောလိုက်တယ်ငါတို့ရဲ့လူရူရန်ကသူ့ကိုသဘောကျမှာမဟုတ်ပါဘူးဟောက်ရွှိုက်ဆိုတာတကယ်ပွေရှုပ်တဲ့ကောင်သူ့ဘေးမှာမိန်းမတွေဘယ်လောက်တောင်ရှိနေလဲမသိဘူးအခု training ဖြစ်သွားတဲ့ကိစ္စကလည်းသူကိုယ်တိုင်ကြိုးကင်ထားတာဖြစ်ချင်ဖြစ်မှာတစ်ဖက်လူရဲ့လေတံကချက်ချင်းပြောင်းသွားတယ်ပြီးတော့ငါပြောပြမယ်ငါကသူ့ရဲ့ career fan အမှုပညာလုပ်ကိုပဲအားပေးတဲ့ fan ကွာအခုချိန်မှာသူလုံးဝရေးစားထားလို့မဖြစ်ဘူးတဲ့အင်းမင်းပြောတာမှန်တယ်လို့ကျွန်တော်ပြန်ဖြေလိုက်တော့တယ်ဒါပေါ့အခုချိန်သူလုံးဝရေးစားထားလို့မဖြစ်ဘူးလို့ကျွန်တော်လည်းသဘောတူလိုက်တယ်ကဲပါမင်းနဲ့စကားမပြောတော့ဘူးငါစိတ်မကြည့်ဘူးအဲ့တော့မယ်ဒီ message လေးပို့ပြီးတာနဲ့သူ offline ဖြစ်သွားတယ်သူ profile ကိုဝင်ကြည့်လိုက်တော့တစ်ဖက် dresser ဒီမျိုးကပဲနာမည်ကရှောင်းရန်အချစ်တော်တဲ့အောက်က start မှာတော့အတူတူကြည့်ကြည့်မဲ့သူကိုစောင့်နေစေလို့ရေးထားတဲ့အထဲမှာတခြားဗီဒီယိုဘာတစ်ခုမှမတင်ထားသလိုအချက်လက်တွေလည်းတိတ်မရှိဘူးဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့လူတစ်ယောက်တော့ဖြစ်လောက်ပါတယ်အချိန်ကြည့်လိုက်တော့မစောတော့ဘူးဖုန်းစခရင်မပေါ်ကလူရူရန်ရဲ့ပုံလေးကိုကြည့်နေမိတယ်ဒါကျွန်တော်တို့ဆက်တွဲခါစားကရိုက်ထားတဲ့ပုံလေးပါအထက်တန်းကြောင်းပြီးတော့ကျွန်တော်တို့ဆက်တွဲခဲ့တာလေဒီပုံကအဲ့ဒီတုန်းကရိုက်ထားတာပေါ့အခုခေတ် internet ပေါ်က high definition ပုံတွေလောက်မလာပေမဲ့ဒီပုံကကျွန်တော်အတွက်တော့တကယ်ကိုအစားထိုးမရတဲ့ပုံလေးပါဒီနှစ်တွေထဲမှာကျွန်တော်ဖုန်းတွေလဲခဲ့ပေမဲ့ဒီ wallpaper ပုံလေးကိုတော့ဘယ်တော့မှမပြောင်းခဲ့ဘူးသူကတော့ဒီပုံကအယုတ်ဆိုးတယ်ပြောင်းလိုက်ပါလို့ခဏပြောဘူးလေဒါပေမဲ့ကျွန်တော်ကတော့မပြောင်းရပါဘူးဒါကျွန်တော်သူ့ကိုပထမဆုံးရိုက်ပေးခဲ့တဲ့ပုံလေးလေကျွန်တော်ရင်ထဲမှာတော့ဒီပုံတွေကသူဟာဘယ်နာမည်ကြီးမင်းသမီးနဲ့မဆိုရှင်လို့ရအောင်လှနေတာပဲအထက်တန်းပြီးတော့ကျွန်တော်တို့တက္ကသိုလ်တွေခွဲတက်ခဲ့ရတယ်ဒါပေမဲ့အဝေးတင်ချစ်သူဖြစ်သွားတာကကျွန်တော်တို့တန်ရောစင်ကိုမလျှော့ချစေခဲ့ပါဘူးတခြားသူတွေလိုအဝေးတင်ချစ်သူဘဝကိုမကြော်ဖြတ်နိုင်တာမျိုးမရှိခဲ့ဘူးအဝေးမှာဖြစ်နေလို့တယောက်ကိုတယောက်ပို့ပြီးတော့တောင်တန်ဖိုးထားခဲ့သေးတယ်နှစ်ယောက်လုံးကမိသားစုအခြေအနေတိတ်မပြေဆုံးကြပေမဲ့တယောက်နဲ့တယောက်တွေ့ရဖို့အလုပ်တွေစူးစမ်းလုပ်ပြီးပတ်စံစုခဲ့ကြတယ်ပတ်စံချွေတာပြီးယထာလက်မှတ်တွေဝယ်ခဲ့ရတာလေပထမနှစ်ကနေစတုထနှစ်အထိကျွန်တော်တို့စုထားတဲ့ယထာလက်မှတ်တွေဆိုရင်အထက်လိုက်ကြီးပဲအဲ့ဒီတုန်းကအခန်းဖော်တွေကကျွန်တော်ကိုအရန်အားကြကြတာမင်းကိုဖျားသခင်ကမျက်ကမ်းပြီးပေးလိုက်တာပဲဒီလောက်လာပြီးတစ္ဆာရှိတဲ့ကောင်မလေးမျိုးရထားတာလို့သူတို့ကပြောတတ်တယ်ကျွန်တော်လည်းလူရန်နဲ့စုံတွေ့ခွင့်ရတာကိုအမြဲတမ်းကံကောင်းတယ်လို့ထင်ခဲ့တာပါသူ့ကိုအရန်လဲတန်ဖိုးထားခဲ့တယ်သူနဲ့တူရှိနေရင်သူ့ကိုနည်းနည်းလေးမှစိတ်မစင်းရဲစေချင်ဘူးဟင်းချက်ပကံစီအကုန်ကျွန်တော်ပဲလူလုပ်တယ်သူ့အတွက်အင်ဂျီလှလေးတွေဝယ်ပေးတယ်ပတ်စံစုပြီးသူကြိုက်တဲ့လက်ဝတ်ရတနာလေးတွေဝယ်ပေးခဲ့တယ်အဲ့ဒီတုန်းကကျွန်တော်တို့နှစ်ယောက်လုံးမျှော်လင့်ချက်တွေအပြည့်နဲ့အနာဂတ်အတွက်လှပတဲ့အိမ်မက်တွေမက်ခဲ့ကြတယ်ကျွန်တော်ကသူ့အတွက်ပတ်စံတွေသုံးပေးမယ်သူကအတုံးမခံဘူးစုထားပါနောက်တစ်ချိန်ဒီမျိုးမှာအိမ်လေးတစ်လုံးဝယ်နိုင်အောင်လို့ပြောရှာတယ်အဝေးမှာနေရာတုန်းကသူ့ကိုလိုက်ကြိုက်တဲ့လူတွေရှိပေမဲ့သူကချက်ချင်းညင်းပယ်တတ်တယ်ပြီးတော့ကျွန်တော်ကိုပြောပြတယ်ငါလူရန်တစ်သက်လုံးရွှေတယောက်တည်းကိုပဲချစ်မှာနောက်ယောက်ျားတစ်ယောက်ဆိုတာလုံးဝမရှိစေရဘူးတဲ့ကျွန်တော်ကလည်းငါရွှေလည်းတစ်သက်လုံးနဲ့တစ်ယောက်တည်းကိုပဲချစ်မှာနင့်ကိုဘယ်တော့မှစိတ်ပြတ်အောင်မလုပ်ဘူးလို့ပြန်ကတိပေးခဲ့တယ်ဒါပေမဲ့နောက်ဆုံးတော့ကျွန်တော်ပဲကတိဖြတ်ခဲ့ပြီးသူ့ကိုစိတ်ပြတ်စေခဲ့တာပါသူကျွန်တော်နောက်လိုက်လာပြီးအများကြီးဒုက္ခခံခဲ့ရတယ်ပျော်ရွှင်တဲ့ဘဝကိုလည်းမရခဲ့ဘူးအားလုံးကကျွန်တော်အဖြစ်တွေပါဒီအတိတ်အကြောင်းတွေတွေးရင်းနဲ့မှမနှဲအိပ်ပျော်သွားတယ်ဒါပေမဲ့တကောင်ရန်ရောက်တော့ပြောပြလို့မရအောင်ဆိုးရွားလုံးနဲ့နာကျင်မှုကြီးကရုတ်တရက်ဝင်လာတဲ့အိယာဘောကနေလူးလဲထိုင်လိုက်ရတဲ့အပြင်မှာကလည်းအမှောင်တီးပဲအကြိုက်ခဲပျောက်ဆေးကိုမနှဲယူပြီးတောက်လိုက်ပေမဲ့ဘာမှမတက်တာဘူးနာလုံးလိုကျမ်းပြင်ပေါ်မှာလူးလိမ့်နေရပြီးနာကျင်စွာအော်ဟစ်နေမိတဲ့နဖူးမှလည်းချွေးသီးချွေးပေါက်တွေကျလာတယ်ဘယ်လောက်ကြာသွားလဲမသိဘူးလူတစ်ယောက်ပြေးဝင်လာတယ်ရွှေမင်းဘာမှမဖြစ်ဘူးမလားကျွန်တော်ပြန်မဖြေနိုင်ပါဘူးမူးဝေနေတဲ့ကြားထဲကနေအခန်းဖော်ကကျွန်တော်ကိုဆေးရုံပို့ပေးလိုက်တယ်ဆိုတာပဲသိလိုက်တယ်တတိယလာတော့ဆေးရုံကအိယာဖြူဖြူလေးပေါ်ရောက်နေပြီးမျက်လုံးကိုအာယူဖွင့်ပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ကရင်ဘေးမှာအခန်းဖော်ထိုင်နေတယ်ရွှေတတိယပြီလားအခုဘလို့နေသေးလဲငါတော်တော်တက်တာသွားပါပြီဘာမှမဖြစ်တော့ဘူးကျေးဇူးပဲကွာလို့ကျွန်တော်ဖြေလိုက်တယ်ကျေးဇူးတင်စရာမလိုပါဘူးမင်းဘာမှမဖြစ်ရင်တော်ပါပြီငါ delivery သွားပို့လိုက်အောင်မယ်တဲ့အေးအားနာပါတယ်ကွာမင်းချိန်တွေနှောက်နေသွားပြီလို့ပြောလိုက်တော့သူကအားနာမနေဘူးပြောပြီးထွက်သွားတယ်သူထွက်သွားတော့ကတင်ပေါ်ကနေမနှဲထိုင်လိုက်တယ်ဘေးကတူနာပြူကအမြန်ပြေးလာပြီးကတင်အမှတ်3လူနာဘာလို့မလို့လဲအမြန်ပြန်လဲပြီးနားလိုက်ပါအသက်မလို့တော့ဘူးလားလို့អော်တယ်ခဏနေတော့ကျွန်တော်ကိုကုနေတဲ့ဆရာဝန်ရောက်လာတယ်မင်းခြေနေကမကောင်းဘူးကွာအခုဆိုအကြိုက်ခဲပျောက်ဆေးတွေလည်းတိတ်မတိုးတော့ဘူးငါအထင်တော့မင်းစေးကူတမှုခံယူတာကောင်းမယ်အ ਨੇ ဆုံးတော့နာကျင်မှုကိုတက်တာစေတာပေါ့မဟုတ်ရင်ထားလိုက်ပါတော့ဆရာဝန်ရဲ့ကျွန်တော်မကူတော့ပါဘူးပတ်စံကုန်တာပဲအဖက်တင်မယ်အဲ့ရဘောကဆင်းလိုက်တော့ဆရာဝန်နဲ့တူနာပြူကကျွန်တော်ကိုကြည့်ပြီးတခုခုပြောချင်ပေမဲ့မပြောထွက်တဲ့ပုံစံနဲ့ရက်နေကြတယ်ကျွန်တော်လည်းရိမ့်ရိုင်နေတဲ့ခန္ဓာကိုယ်ကိုဆွဲပြီးအပြင်ကိုမနှဲလျှောက်ထွက်လာခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲလူရူရန်နဲ့ထပ်ဆုံပြန်တဲ့သူကကျွန်တော်နေရောညပါတွေးပြီးတွေ့ချင်နေတဲ့သူဒါပေမဲ့တစ်ချိန်တည်းမှာပဲအဆောင်ချင်းဆုံးသူလည်းဖြစ်နေတယ်အခုချိန်ကျွန်တော်ကအရန်ကိုအားနေနေတာလေးအိတ်ထဲက mask ကိုကမန်းကရန်ထုတ်တက်လိုက်ပေမဲ့နောက်ကျသွားခဲ့ပြီးသူ့အကြည့်တွေကကျွန်တော်စီရောက်လာပြီးမျက်ဝန်းတွေကတုန်ခါသွားတယ်ရွှေနင်းစေးရုံကိုဘာလာလုပ်ပြန်တာလဲ mask ကိုတေချာတက်လိုက်ပြီးဘာမှမပြောရသေးခင်မှာပဲသူကဒီတစ်ခေါက်လဲ delivery လာပို့တာလို့တော့မပြောနဲ့နော်လို့ဆက်ပြောတယ်ကျွန်တော်ကိုပေါ်မှာ delivery uniform လည်းမရှိတော့ခဏလောက်စဉ်း
စဉ်းစားလိုက်ပြီးငါဘာလာလှုပ်နင်းနဲ့ဘာဆိုင်လို့လဲလို့ပြန်ဖြေလိုက်တယ်အခုချိန်သူကသတင်းတွေထဲမှာနာမည်ထွက်နေတာတခြားသူတွေတက်ပုံခိုးရိုက်သွားရင်ပြဿနာကပိုကြီးသွားနိုင်တယ်လေလူရန်မျက်နှာကနည်းနည်းပြတ်သွားတယ်အေးပါငါကအပိုးတွေဝင်းဆွတ်ဖက်မိတာပါနင်ဘာလာလှုပ်ငါနဲ့တပြားသားမှမဆိုင်ဘူးသူ့မျက်လုံးထဲမှာစိတ်ပြတ်သွားတဲ့အရေးအယောင်လေးဖြစ်ပြေးသွားတာကိုမြင်တော့ကျွန်တော်ရင်ထဲမှာနာကျင်သွားတယ်အင်းကြီးလိုခတ်တိုးတိုးပဲဖြေပြီးသူ့ကိုရှောင်ထွက်ဖို့လှုပ်လိုက်တယ်ဒါပေမဲ့ခြေလမ်းနှင်းငယ်ကြမှာကျွန်တော်မနေနိုင်တော့ပဲရာသီဥတုကအေးလာပြီးနွေ့နွေ့ထွေးထွေးနေပါလို့လှမ်းပြောလိုက်ပြီးစေးရုံထဲကနေအမြန်ဆုံးထွက်လာခဲ့တယ်အိမ်ရောက်တော့နာကျင်နေတဲ့ခန္ဓာကိုယ်ကိုကြိတ်မိတ်ပြီးဖုန်းကိုဖွင့်ကြည့်လိုက်တယ်မထင်မှတ်ပဲမင်းညကရှောင်းရအချစ်တော်ဆိုတဲ့လူစိမ့်စီက message ဝင်ထားတယ်ဒီနေ့စိတ်မပျော်ဘူးတဲ့ကျွန်တော်အဲ့ဒီ message ကိုမြင်ပြီးခဏနေမှဘာရေးစင်မပြေဖြစ်လို့လဲလို့ပြန်ပို့လိုက်တယ် message ပို့လိုက်ပြီးမဲ့ချက်ချင်းအကြောင်းပြန်စာမလာဘူးအဲ့ဒီအချိန်မှာပဲနောက်ထပ် training သတင်းတစ်ခုထပ်တက်လာတယ်ဟောက်ရွှိုက်ရှင်းလင်းချက်တဲ့ဝင်ကြည့်လိုက်တော့ဟောက်ရွှိုက်ကိုယ်တိုင်ဗီဒီယိုတစ်ခုတင်ထားတာအတိတ်ဘယ်ကတော့သူနဲ့လူလူရန်ကသတင်းတွေကလိုပတ်သက်မှုမျိုးမရှိပါဘူးစေယုံမှာအမှတ်မထင်ဆုံးခဲ့ကြတာပါဆိုပြီးရှင်းပြထားတာလူလူရန်ဘက်ကရှင်းပြထားတာနဲ့အတူတူပါပဲခမက်တွေကိုဝင်ဖက်ကြည့်တော့အများစုကဟောက်ရွှိုက်ကိုချီးကျူးထားကြတယ်တထေးကြီးတယောက်ကလူလူရန်အတွက်တီးတန့်ဗီဒီယိုတင်ပြီးရှင်းပြပေးတာကတကယ်ကိုလူကြီးလူကောင်းဆန်တဲ့ပေါ့တချို့ကလည်းဘယ်လိုလုပ်ရုပ်ရှင်တွေကလူစားကြီးကသူ့ကောင်မလေးကိုကာကွယ်ပေးတဲ့ခံစားချက်မျိုးရနေတာလဲလို့ရေးထားကြတယ်ဟုတ်ပါစေယုံကြီးကသူ့ကောင်မလေးအထင်လွဲခံရတာကိုမြင်တော့ချက်ချင်းထွက်ပြီးကာကွယ်ပေးတာတကယ်မိုက်တယ်ဆိုတဲ့ခမက်တွေကထပ်ခမက်တွေဖြစ်နေတယ်အဲ့ဒီအချိန်မှာရှောင်းရန်အချစ်တော်ရဲ့အကောင့်လေးပေါ်လာတယ်သူကအဲ့ဒီထပ်ခမန့်တွေကိုပြန် replay ထားတာနင်တို့တွေတော်ကြတော့သူတို့နှစ်ယောက်ကလုံးဝမလိုက်ဖက်ဘူးပြီးတော့ရှောင်းရန်ကအခုမှအလုပ်တွေတက်လာမဲ့အချိန်လုံးဝရီးစားထားမှာမဟုတ်ဘူးသူကဟောက်ရွှိုက်ကိုသဘောကျမှလည်းမဟုတ်ဘူးလို့အပြက်တက်ကိုဝင်ပြောထားတာတွေ့လိုက်ရတယ်သူကိုယ်တိုင်ကြုံနေရတယ်လို့မျိုးပဲမကြခင်ပါပဲတခြားတယောက်ကဝင်လာပြီးသူ့ကိုပြန်ပတ်တော့သူလည်းနည်းနည်းလေးမှနောက်မဆုတ်ပဲပြန်ချေပပြီးစကားစစ်ထိုးကြတယ်ညင်းခုန်လေးပူပူပြီးအချိန်တက်လေးပဲငါလည်းမြန်ပဲဝင်ပြီးသူ့ဘက်ကနေကူညီပြီးပြန်ပတ်လိုက်တယ်ညင်းခုန်ပြီးတဲ့နောက်သူကငါစီကို emoji မောက်ချိတ်အချို့ပို့လာတယ်တော်တော်လေးကိုရင်ထဲပေါ်သွားတာပဲရင်ထဲပေါ်သွားရင်ရတာပါပဲဘဝမှာမပျော်ရွှင်စရာတွေရှိရင်ရင်ဖွင့်လိုက်တာကလည်းကောင်းပါတယ်မင်းမရောမပျော်ရွှင်စရာတွေရှိလားသူမေးလိုက်တဲ့မေးခွန်းကြောင့်ငါချက်ချင်းဘလို့ပြန်ဖြေရမှန်းမသိဖြစ်သွားတယ်ငါမှလာရှိကောင်းရှိနိုင်တယ်လို့မရှိတာလည်းဖြစ်နိုင်တယ်အခုငါမှ3လလောက်ပဲအသက်ရှင်ဖို့အချိန်ကျန်တော့တာဆိုတော့ပျော်တယ်မပျော်ဘူးဆိုတာကတိတ်ပဲမရှိတော့ပါဘူးဘာလို့ငါစာကိုမပြန်တာလဲသူကငါ့ကိုအလင်းစလိုလုပ်ပြီး emoji တွေနဲ့လည်းတရားဆက်ပို့နေတယ်ဘာမှမပျော်ရွှင်စရာမရှိပါဘူးသူကောင်းကောင်းမွန်မွန်နေထိုင်သွားဖို့ပဲမျှော်လင့်ပါတယ်သူကချက်ချင်းပဲအတင်းဖြင့်တဲ့အနက်ရသွားပြီးငါ့ကိုအသေးစိတ်ထပ်မေးတော့တယ်ဒါပေမဲ့ဒါကရှူးရရန်နဲ့ပတ်သက်တဲ့ကိစ္စဖြစ်နေတော့ငါဘာတဲလုံစားမှထုတ်ပြောလို့မဖြစ်ဘူးလေငါဘာမှတိတ်မပြောပဲတခြားတစ်ယောက်ကိုနှုတ်ဆက်ပြီး online ကနေထွက်လိုက်တယ်ကျမ်းမာရေးနည်းနည်းတက်တာလာတဲ့အချိန်မှာငါအပြင်ထွက်ပြီးပို့ဆောင်ရေးအလုပ် food delivery လုပ်တယ်အခုငါအခြေအနေကတကယ်တော့ပတ်စံအများကြီးမရှာနိုင်ပါဘူးစားဝတ်နေရေးအတွက်ပတ်စံနည်းနည်းရှာတာပါပဲအခုငါအသက်တာဆုံးအငှားခံလေးမှနေတယ်အနာဂတ်အတွက်လည်းတိတ်ပြီးမျှော်လင့်ချက်မရှိပါဘူးတာမန်အားဖြင့်ကြီးတဲ့ order တွေကိုငါမယူဘူးကိုယ်တိုင်မလုပ်နိုင်ရင်အချိန်ကြန့်ကြာသွားမှစိုးလို့လေဒါပေမဲ့ဒီနေ့ပို့ဆောင်ရေးအလုပ်လုပ်နေရင်မထင်မှတ်ထားတဲ့အရာတစ်ခုဖြစ်ခဲ့တယ်ငါ့ကိုတိုက်ရိုက်ပို့ပေးတတ်မှတ်ထားတဲ့ order တစ်ခုကိုလက်ခံရရှိခဲ့တယ်တစ်ဖက်ကလည်းငါ့ကိုရွှေငွေ188တောင်စုချထားသေးတယ်အစကတော့ပို့ရမယ့်ပစ္စည်းကအရန်လေးမဲ့ထင်လို့ဖောက်တင်နဲ့ဆက်သွယ်ပြီးညှင်းဖို့စဉ်းစားခဲ့တယ်ဒါပေမဲ့အသေးစိတ်ကိုဖွင့်ကြည့်လိုက်တော့တစ်ဖက်ကကိန်းမိုးတစ်ခုပဲမှားထားတာကိုတွေ့ရတယ်ဒီပတ်စံကငါအတွက်တော့တကယ်မနှဲဘူးလေ order ကလည်းတိတ်မခက်ခဲဘူးပြီးတော့မှတ်ချက်မှာဒီနေ့အတွင်းပို့ပေးဖို့ပဲရေးထားတယ်ငါစိတ်ထဲမှာအရန်ကိုအံ့ဩသွားပြီးဒါဟာတကယ်နဲ့ရေကန် order ပဲလို့တွေးမိတယ်ငါမတုတ်ဆိုင်မဲ့ order လက်ခံမဲ့ခလုတ်ကိုနှိပ်လိုက်တယ်အခုငါပတ်စံရန်လိုနေတဲ့လေးမှာထားတဲ့လိပ်စာအတိုင်းကိန်းမုံကိုယူပြီးသွားပို့မဲ့နေရာကိုထွက်လာခဲ့တယ်လန်ခီကတိတ်မဝေးပါဘူး။နိုင်ဝက်လောက်ပဲကြာတဲ့လိပ်စာကိုရောက်တော့ဒီနေရာကအဆင့်မြင့်လူနေအိမ်ယာ high community ဖြစ်နေတာတွေ့ရတယ်ဒီလိုအဆင့်မြင့်လူနေအိမ်ယာတွေကတာမန်အားဖြင့်ပို့ဆောင်ရေးသမားတွေကိုအထဲဝင်ခွင့်မပေးဘူးလေပစ္စည်းလက်ခံဖို့တာဝန်ကျအိမ်တော်ထိန်းလာယူပြီးမှနေထိုင်သူတွေစီကိုယ်တိုင်သွားပို့ပေးတတ်တဲ့နေထိုင်သူတွေရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုတော်တော်လေးကောက်ွယ်ပေးတယ်လို့ပြောလို့ရတယ်ငါပစ္စည်းကိုအိမ်တော်ထိန်းစီပေးဖို့ပြင်နေတော့အိမ်တော်ထိန်းက order ပါအချက်လက်တွေကိုကြည့်ပြီးလူကြီးမင်းခဏလေးစောင့်ပါဦးသူကငါ့ကိုလူကြီးမင်းလို့ခေါ်လိုက်တော့နည်းနည်းအံ့ဩသွားတယ်တခြားလူတွေပါစက်မှာငါကပို့ဆောင်ရေးသမားအနက်အသက်ဆိုးနေလေဘာဖြစ်လို့လဲပစ္စည်းမှာပြဿနာရှိလို့လားခုနကကိန်းမုံကိုယူလုံးကကိန်းမုံကတော်တော်ဈေးကြီးတာတတိထားမိတယ်တကယ်လို့ပျက်စီးသွားရင်ဒီ order အတွက်အလကားအလုပ်လုပ်ရုံသားမကရောတောင်မရောနိုင်ဘူးအိမ်တော်ထိန်းမျက်နှာမှာအမြဲတမ်းအပြုံးရှိနေတယ်မဟုတ်ပါဘူးလူကြီးမင်းအိမ်ရှင်ကလူကြီးမင်းကိုယ်တိုင်အိမ်ကိုလာပို့ပေးဖို့မှထားလို့ပါငါမျက်နှာမှာအံ့ဩတဲ့အမူအရာပေါ်လာတယ်ခင်ဗျားမနေတာမဟုတ်ဘူးလားမမားပါဘူးလူကြီးမင်းအနောက်ရှက်ပေးမိတာတောင်းပန်ပါတယ်ကျွန်တော်တကားဖွင့်ပေးပါမယ်ကောင်းပြီလေငါလူနေအိမ်ရတဲ့ဝင်သွားတယ်အစကကိုယ်တိုင်လမ်းလျှောက်သွားရမယ်ထင်ထားတာဒါပေမဲ့အဲ့ဒီလိုမျိုးအထူးကားနဲ့လာကြုံမယ်လို့မထင်ထားဘူးချမ်းသာတဲ့လူတွေနေတဲ့နေရာကတကယ်ကိုအဆင့်မြင့်တယ်လို့ပြောရမယ်လမ်းတစ်လျှောက်သွားရင်လူနေအိမ်ရရဲ့ပတ်ဝန်းကျင်ကတော်တော်ကောင်းတာတတိထားမိတဲ့စိမ့်လန့်တဲ့နေရာတွေများပြီးအိမ်တွေကြားအကွာဝေးကလည်းကျဲတယ်တခြားလူနေအိမ်ရတွေထက်အများကြီးပိုကောင်းတယ်အဆောက်အဦအောက်ကိုရောက်တော့အိမ်တော်ထိန်းကငါအတွက်တက်လေကနှိပ်ပေးတယ်ဒီလိုလူနေအိမ်ရမျိုးကအများအပြားတစ်ထက်မှာတခန်းမဲ့ရှိပြီးကိုရေးကိုယ်တာလုံခြုံမှုအရန်ကောင်းတယ်ဒီကစိမ့်ခန့်အိမ်တွေကအနည်းဆုံးရွှန်ငွေတန်းဆယ်ကနန်းကနေစတယ်လစဉ်ကြီးတွေလည်းမနှဲလောက်ဘူးငါအိမ်တော်ထိန်းကိုကျေးဇူးတင်ပါတယ်လို့ပြောလိုက်တယ်မကြခင်မှာပဲရှစ်လွာကိုရောက်သွားတယ်ဘာကြောင့်မှမသိဘူးငါနည်းနည်းစိတ်လှုပ်ရှားနေတယ်လို့ခံစားရတယ်နေရာရောက်တော့လက်မြောက်ပြီးလူခေါ်ခေါင်းလောင်းကိုနှိပ်လိုက်တယ်ခေါင်းလောင်းတန်မြည်ပြီးစက္ကန့်ပိုင်းအတွင်းတကားပွင့်လာတယ်ငါနည်းနည်းသိကျင်သွားတယ်ဒီအိမ်ရှင်ကငါတက်လာတာကိုသိပြီးတကားနောက်မှာကြိုဆောက်နေတာလားတကားပွင့်သွားတော့ငါချက်ချင်းကြောင်သွားတယ်ဘာလို့လဲဆိုတော့တကားဝမှာရက်နေတာတခြားသူမဟုတ်ပဲငါနေရောညပါတွေးနေတဲ့ရှိုးယူရန်လီဝင်းဖြစ်နေလို့ပဲမင်းဘလို့ဖြစ်ပြီးရောက်နေတာလဲငါပဲလေပါလဲမင်းငါစီကိုပို့ဆောင်ရေးလာမပို့နိုင်ဘူးလားသူမမှာအရင်တုန်းကလိုအေးဆက်တဲ့အမူအရာမရှိတော့ဘူးငါ့ကိုမော့ကြည့်ပြီးငါရဲ့တုတ်ပြတ်မှုကိုစောင့်နေပုံရတယ်ရတာပေါ့မင်းရဲ့ကိတ်မုံရပါပြီအရသာရှိရှိစား
သုံးနိုင်ပါစေလို့ဆုတောင်းပါတယ်ငါသူ့ကိုကိတ်မုတ်ကမ်းပေးပြီးလှည့်ထွက်ဖို့လှုပ်လိုက်တယ်ဒါပေမဲ့သူကလမ်းမယူပဲငါ့ကိုစိုက်ကြည့်နေတယ်အခုချိန်မှာသူကပွားပွားရောင်ရောင်ညအိတ်ဝတ်စုံကိုဝတ်ထားတယ်မိတ်ကပ်မလိမ့်ထားတဲ့မျက်နှာကသူ့ရဲ့အလှကိုမဖုံးကွယ်နိုင်ပါဘူးငါကတော့သူ့ကိုမျက်လုံးချင်းမစုံရဲဘူးငါအပြင်ပန်းကတည်ငြိမ်နေပေမဲ့စိတ်ထဲမှာတော့တယောက်ကရက်ဖြစ်နေပြီးသူကပို့ဆောင်ရေးအက်ကနေငါ့ကိုရှာတွေ့ပြီးဓာတ်ရိုက်ပို့ခိုင်းမယ်လို့ဘလို့မှမထင်ထားခဲ့ဘူးအခုချိန်မှာငါရှိမှဖြစ်ပျက်နေတာတွေကအရန်ရှုပ်ထွေးနေတယ်လို့ခံစားရတဲ့အခြေအနေတင်ရှုပ်ထွေးနေတာမဟုတ်ဘူးငါလုံးသားကလည်းတယောက်ကရက်ခုန်နေတယ်ကိတ်မုံကိုငါချထားပေးခဲ့မယ်ငါပို့စရာတခြားအော်ဒါတွေရှိသေးတယ်အရင်သွားနေမယ်ကျွန်တော်အခွင့်အရေးရတော့သူ့ကိုတစ်ချက်ကြည့်လိုက်တော့သူ့မျက်ဝန်းတွေရုတ်တရက်หนีရဲလာတာကိုတွေ့လိုက်ရတယ်မျက်ရည်တွေကသူ့မျက်ထောင်ကနေစီးကျလာပြီးငါ့ကိုစိုက်ကြည့်ရင်နင့်ကိုနင်အရန်ကိုကြီးမြတ်တယ်လို့ထင်နေတာလားနင့်ကိုနင်သူရဲကောင်းတယောက်လို့ထင်နေတာလားကိုစက်တေးပြီးသူများအတွက်အလင်းရောင်ပေးတာကအရန်အထင်ကြီးစရာကောင်းနေပေါ့လေငါလက်သေးတွေတောင်အသားထဲစိုက်ဝင်သွားမလို့ခံစားရတယ်မင်းဘာပြောချင်တာလဲငါနားမလဲဘူးနင်ငါ့ကိုဆက်ပြီးဟန်ဆောင်နေတော့မဲလားရွှေစုနင်တရုပ်ဆောင်တော်တော်ကောင်းတာပဲစောစောကလေးကသိရင်ဒရိုက်တာစီမှာနင့်ကိုထောက်ခံပေးလိုက်ပါတယ်နင့်ကိုတရုပ်ဆောင်လုပ်ခိုင်းရင်နင်တေချာပေါက်နာမည်ကြီးမင်းသားဖြစ်လာမှာသူပြောရင်မျက်ရည်တွေတားမရစီမရကျလာတယ်သူဒီလိုဖြစ်နေတာကိုကြည့်ပြီးငါစိတ်ထဲအရန်နာကျင်ရတယ်ဒါပေမဲ့အခုငါသူ့ကိုဘယ်လိုရင်ဆိုင်ရမလဲတကယ်မသိတော့ဘူးငါသူ့ကိုဘာပြောနိုင်မှာလဲငါကဘာမှမလုပ်နိုင်တဲ့6ကမ်းပါးတဲ့ကိုကြာနေပြီလေငါလုပ်နိုင်တာကသူ့ကိုဒုက္ခမပေးဖို့ပဲသူ့အတွက်အထောက်အကူမဖြစ်နိုင်ဘူးဆိုရင်တော့ဝင်ထုတ်ဝင်ပို့တော့မဖြစ်စေချင်ဘူးအခုငါသူ့ကိုရင်ဆိုင်ဖို့ပို့ပြီးတတိမရှိတော့ဘူးငါကိတ်မုံကိုမြေကြီးပေါ်ချထားလိုက်ပြီးဓာတ်နဲ့အလိခံရတယ်လို့နာကျင်နေတဲ့စိတ်ခံစားမှုကိုဖိနှိပ်ကလှည့်ထွက်ဖို့ပြင်လိုက်တယ်သူပြောတယ်လို့ပဲလေငါတို့ကလမ်းခွဲခဲ့ကြတာကြာပြီးထပ်ပြီးဆုံတွေးစရာအကြောင်းမရှိတော့ဘူးငါလှည့်ထွက်သွားဖို့လှုပ်လိုက်ပေမဲ့မထင်မှတ်ထားပဲသူကငါစီကိုပြေးလာပြီးအနောက်ကနေတိုင်းဖက်လိုက်တယ်သူ့ရဲ့နာကျင်ကြေကွဲစွာငိုကြွေးတန်ကထွက်ပေါ်လာတယ်ရွှေဒီတစ်ချိန်တော့ငါ့ကိုထားမသွားပါနဲ့နော်ရွှေဒီတစ်ချိန်တော့ငါ့ကိုထားမသွားပါနဲ့နော်သူ့မျက်ရည်တွေကချက်ချင်းပဲငါအင်ကြီးကိုဆိုးရွှဲသွားစေပြီးငါအရေးပြားတဲ့ထိစိတ်ဝင်သွားကငါ့ကိုလုံးဝလွှမ်းမိုးသွားတယ်ရန်လေးလွတ်လိုက်ပါငါရှိုးရူရန်ဖတ်ထားတဲ့လက်တွေကိုဖြေဖို့စူးစမ်းပေမဲ့ဘလို့လှုပ်လှုပ်သူ့လက်တွေကမလွတ်ဘူးငါအကုန်သိပြီးရွှေနေပါလို့ဒီလောက်အယူမူနိုင်ရတာလဲငါတို့အရင်ကပြောခဲ့တဲ့စကားတွေကြိတ်ဆိုခဲ့တာတွေကိုနင်းမေ့သွားပြီလားစိတ်ထဲမှာတပြင်းတစ်ချက်ချလိုက်ပြီးရန်လေးအထဲဝင်ပြီးမှပြောကြရအောင်လို့ပြောလိုက်တယ်အဲ့ဒီတော့မှသူကငါ့ကိုဖြည်းဖြည်းချင်းလှုပ်ပေးပေမဲ့ငါထွက်ပြေးသွားမှာကိုစိုးရိမ်နေတဲ့အလားငါအင်ဂျီဆုံးကိုတော့စုပ်ကင်ထားတော့ပဲကိတ်မုတ်ကိုဆွဲပြီးသူ့နောက်ကနေအထဲကိုဝင်သွားလိုက်တယ်အိမ်ကတော်တော်ကျပြီးတက်ရရှင်းလင်းထားတယ်အထဲမှာငါတို့နှစ်ယောက်ရဲ့တပ်ပုံဟောင်းတွေအများကြီးပြသထားသေးတယ်အထက်တန်းကျောင်းကနေတက္ကသိုလ်အထိဘွဲရပြီးမြို့ကြီးပေါ်တက်ပြီးအတူတူရုန်းကန်ခဲ့ကြတဲ့အချိန်တွေအထိအသေးစိတ်လေးတွေကအစငါရဲ့အတိတ်ကအမတ်တရားတွေကိုပြန်လည်နှိုးဆွပေးနေတယ်သူတကယ်ကိုအယူမလေးပဲအရန်ကိုအတဆန်လုံးနဲ့အခုသူကနာမည်ကြီးမင်းသမီးတစ်ယောက်ဖြစ်နေပြီးအနာဂတ်ကလည်းတောက်ပနေတာပဲအိမ်ထဲမှာဒီလိုပစ္စည်းတွေထားတာကအချိန်ကိုက်ဘုံတစ်လုံးတက်ဆင်ထားတယ်လို့ပဲတကယ်လို့တယောက်ကများတွေ့သွားခဲ့ရင်သူ့ဘဝကိုဖျက်ဆီးဖြစ်မဲ့ဘုံတစ်လုံးဖြစ်သွားလိမ့်မယ်ငါကိတ်မုံကိုစပွဲပေါ်တင်လိုက်တယ်ဒီနေ့မင်းမွေးနေ့မဟုတ်ပါဘူးဟုတ်တယ်ငါမွေးနေ့မဟုတ်ဘူးနင့်မွေးနေ့လေငါမွေးနေ့ကကြော်သွားပြီလေသူ့မျက်ဝန်းတွေหนีရဲလာတယ်ငါသိတယ်ဒါကြောင့်နင့်အတွက်ပြန်လုပ်ပေးချင်တာပါငါတို့ဒီကိတ်မုံစားပြီးရင်နင့်ကိုဆေးရုံလိုက်ပို့ပေးမယ်ဆေးကူးကြမယ်နော်ဟုတ်လားသူ့တန်ကအရင်ကလိုဆူရှမနေတော့ပဲအရန်ကိုနူးညံ့သွားတယ်နည်းနည်းလေးစိုးရိမ်တကြီးဖြစ်နေတဲ့ပုံစံလေးနဲ့လူတိုင်းရဲ့အာယုံစိုက်မှုကိုရနေတဲ့နာမည်ကြီးမင်းသမီးတစ်ယောက်ကပို့ဆောင်ရေးသမားတစ်ယောက်ပေါ်ဒီလိုဆက်ဆံမယ်ဆိုတာဘယ်သူမှယုံမှာမဟုတ်ဘူးသူဒီလိုဖြစ်နေတာကိုကြည့်ပြီးလက်ခမ်းဖျားအထိရောက်နေတဲ့စကားတွေကိုငါပြန်မျိုးချလိုက်ရတယ်ငါယောဂကကူးတောက်ဖို့လိုအပ်တဲ့အခြေအနေမဟုတ်တော့ဘူးလေငါကအာရင်ကုန်ခန်းနေတဲ့မြားတစင်းလိုပဲလမ်းဆုံးနေပြီးငါနဲ့သူနဲ့ကြားမှာလဲကွာဟချက်တွေကမိုးနဲ့မြေလိုပဲအရင်ဆုံးကိတ်မုတ်စားကြရအောင်မရဘူးနေငါကိုဂတိပေးမှရမယ်အင်းပါကောင်းပြီငါကတိပေးပါတယ်ငါစကားပြောပြီးတာနဲ့ရှိုးရူရန်ရဲ့မျက်နှာပေါ်မှာပျော်ရွှင်တဲ့အပြုံးလေးပေါ်လာပြီးကိတ်မုံပေါ်ကဖျောင်းတိုင်ကိုမြင်းကြီးလိုက်တယ်သူကငါ့ကိုကြည့်နေတဲ့ရှည်လျားတဲ့မျက်တောင်လေးတွေကတစ်ဖြက်ဖြက်ခတ်နေပြီးသူ့ကိုအရန်လှပသွားစေတယ်သူကငါ့ကိုဆူတောင်းခိုင်းတယ်ငါမျက်လုံးပြန်ဖွင့်လိုက်တော့သူ့မျက်ရည်တွေကျလာပြန်တယ်ဘာလို့ငိုပြန်တာလဲငါလက်မြောက်ပြီးသူ့မျက်ရည်တွေကိုတုပ်ပေးလိုက်တယ်ရွှေနေငါ့ကိုထားသွားမှကြောက်လို့ပါအယူမလေးမထားသွားပါဘူးစိတ်ချပါအခုငါမှာပတ်စံတွေရှိနေပြီးနင့်ကိုစိတ်ကူပေးနိုင်တယ်ပြည်တွင်းမှာကုလို့မရရင်နိုင်ငံခြားသွားကုမယ်ဒါဆိုမင်းရဲ့တရုပ်ဆောင်အလုပ်ကရောဘာအလုပ်မှမလိုချင်ဘူးနာမည်ကြီးမင်းသမီးလည်းမဖြစ်ချင်ဘူးငါနေနဲ့ပဲအတူတူနေချင်တာသူကမကြီးကောင်သေးတဲ့ကလေးမလေးတယောက်လိုအလိုလိုက်အလိုခံစကားတွေပြောနေတယ်ငါဆေးရုံမှာဒုတိယအကြိမ်နင့်ကိုတွေ့ကြတဲ့ကနင့်အခြေအနေမဟန်ဘူးဆိုတာရိပ်မိတယ်အဲ့ဒါနဲ့လူလွတ်ပြီးစုံစမ်းကြည့်တော့မှနင့်မှာပြင်းထန်တဲ့ယောဂကြီးခံစားနေရမှန်းသိလိုက်ရတာဒါပေမဲ့ဒီတစ်ကြိမ်တော့အရင်လိုမဟုတ်တော့ဘူးလေငါတို့မှာပတ်စံတွေရှိနေပြီးနင်ဒီယောဂဆိုးကြီးကိုတေချာပေါက်အနိုင်ယူနိုင်မယ်လို့ငါယုံကြည်တယ်သူကမျှော်လင့်ချက်တွေအပြည့်နဲ့ငါ့ကိုအပိစကားပြောနေတယ်အပြင်ဘက်ကနေအောင်ကြီးကအခန်းထဲကိုဖြာချနေပြီးအခန်းတစ်ခုလုံးကိုနှွေးထွေးသွားစေတဲ့ရုတ်တရက်သူကမေးတဲ့ရွှေနင်ဘာဆူတောင်းလိုက်တာလဲဆူတောင်းကိုအပြင်ထုတ်ပြောရင်မပြည့်တော့ဘူးလေသူကခေါင်းညိတ်ပြီးလေးနဲ့တဲ့ပုံစံလေးနဲ့နင်ပြောတာမှန်တယ်လို့ပြောတယ်ငါယောဂအခြေအနေကြောင့်ကိတ်မုတ်အများကြီးစားလို့မရတာမို့တလုံးလောက်မြည်ကြည့်ုံပဲရှိသေးတယ်ရှိုးယူရန်ကဆက်စားခွင့်မပေးတော့ဘူးအွန်လိုင်းမှာပြတ်နေတဲ့သူနဲ့ဟောင်ရွှိုက်တို့ရဲ့သတင်းဆိုးတွေကအတူတွေပါလို့သူကရှင်းပြတယ်ဟောင်ရွှိုက်ကသူ့ကိုတကယ်လိုက်ခဲ့ပေမဲ့သူလက်မခံခဲ့ဘူးတဲ့နင်ကလွယ်ရင်တခြားတယောက်ကြားကိုမှငါစိတ်မဝင်စားဘူးလို့ပြောတယ်ရှိုးယူရန်ကငါတဝင်းတို့မှဆိုးလို့ဒီကိစ္စတွေကိုတေချာရှင်းပြနေတာပါအချိန်တွေကမြန်မြန်ကုန်သွားတယ်ငါတို့အခုဆေးရုံသွားကြရအောင်ရွှေငါကောင်းကြီးလိုက်တယ်ရှိုးယူရန်စီစဉ်တဲ့အတိုင်းငါတို့ဆေးရုံကိုထွက်လာခဲ့ကြတယ်ရှိုးယူရန်ကဆေးရုံတက်ဖို့ကိစ္စတွေကိုကျွမ်းကျင်စွာလှုပ်ဆောင်ပေးပြီးအကောင်းဆုံးလူနာခန်းနဲ့အကောင်းဆုံးအထူးကုဆရာဝန်ကိုစီစဉ်ပေးတယ်ငါယောဂကိုကုသဖို့တနိုင်ငံလုံးကတက်ဆိုင်ရာအထူးကုဆရာဝန်တွေစီဆက်သွယ်ပြီးအကူအညီတောင်းနေတယ်ငါစိတ်အေးထားပြီးစိတ်ကုသမှုခံယူဖို့တခြားဘာမှစိတ်မပူဖို့ကိုလည်းအမြဲတမ်းသတိပေးတယ်ဒါပေမဲ့ဒီတော့အတွင်းမှာသူ့ဖုန်းကအဆက်မပြတ်ညီနေတာကိုငါတွေ့နေရတယ်ဖုန်းထဲကလူနဲ့စကားများနေတာကိုလည်းကြားရတယ်အွန်လိုင်းမှာလည်းရှိုးယူရန်ကနာမည်ကြီးမင်းသမီးကုံမောက်ပြီးရှူတင်ကိုအချိန်မီမလာဘူးဆိုတဲ့သတင်းတွေအများကြီး
ကြီးထွက်နေတာကိုငါတွေးလိုက်ရတဲ့သတင်းဆိုးတွေကနေရာတိုင်းမှာပြန့်နှံ့နေတဲ့ညတက်ကောင်ရဲ့အချိန်ရောက်တော့ငါလူနာကတင်ပေါ်မှာနာကျင်လုံးလို့အိတ်မရဘူးဖြစ်နေတဲ့ဘေးနားမှာပြင်ပန်းလုံးလို့နှစ်ချိုက်အိပ်ပျော်နေတဲ့ရှူယူရန်ကိုကြည့်ပြီးငါအရန်ကိုတနာမိသွားတယ်ဒါပေမဲ့ငါဘာမှမလုပ်ပေးနိုင်ဘူးမင်းကိုယ်တိုင်ပြုစုစရာမလိုပါဘူးငါလူနာဆောင်ငါလိုက်လို့ရပါတယ်ငါကိုယ်တိုင်ပဲပြုစုချင်တာဒီတစ်ချိန်တော့နင့်ကိုတေချာပြုစုစောင့်ရှောက်ပေးမယ်ငါပြောင်းလဲသွားပါပြီအရင်ကလိုဘာမှမသိနားမလဲတဲ့ရှူယူရန်မဟုတ်တော့ပါဘူးနင့်ကိုပြုစုပေးနိုင်တဲ့ကူညီပေးနိုင်တဲ့နင်ယောဂပျောက်ပြီးဆေးရုံဆင်းတဲ့အထိငါပြုစုပေးမှာပါသူစကားတွေကိုကြားရတော့ငါရင်ထဲမှာအရန်ကိုနာကျင်ရတယ်အရင်တုန်းကငါပြောခဲ့တဲ့စကားတွေကိုသူအမြဲတမ်းရင်ထဲမှာမှတ်ထားခဲ့တာကိုငါသိတယ်ပြန်တွေ့တဲ့အချိန်မှာသူပြောင်းလဲသွားပြီဆိုတာကိုပြချင်နေတယ်ဒါပေမဲ့သူဒီလိုဖြစ်လေငါသူ့ကိုပိုတနာလေရင်ထဲမှာပိုနာကျင်ရလေပဲဒီရက်ပိုင်းတွေမှာသူဟိုပြေးတီလွားနဲ့ပင်ပန်းနေတာကိုကြည့်ပြီး online မှာလည်းသူ့အကြောင်းမကောင်းတဲ့တွေအများကြီးထွက်နေတာဆိုတော့ဒီအတိုင်းဆက်သွားရင်သူတကယ်ပဲပျက်စီးသွားလိမ့်မယ်တေခါနီးလူတစ်ယောက်ကဘလို့လုပ်ပြီးအောင်မြင်နေတဲ့ကျဲပွင့်လေးတစ်ယောက်ကိုဒုက္ခပေးနိုင်မှာလဲသူအရန်ပင်ပန်းနေလို့ထင်တယ်မကြခင်မှာပဲကတင်ပေါ်မှာအိပ်ပျော်သွားတယ်ငါဖြည်းဖြည်းချင်းထလိုက်ပြီးအတန်မထွက်အောင်တတိထားပြီးလှုပ်ရှားလိုက်တယ်လူနာခန်းတကားဝါရောက်တော့ငါခြေလမ်းတွေရှေ့ဆက်လို့မရတော့ဘူးရှိုးယူရန်ကိုအကြာကြီးရက်ကြည့်နေမိတယ်ငါသူ့ကိုတကယ်မခွဲခွာချင်ဘူးဒီလိုမခွဲခွာချင်တဲ့စိတ်ကတကူလုံးကိုပြန့်နှံ့နေပြီးအယိုးထဲထိစိတ်ဝင်နေတယ်ဒါပေမဲ့ငါမှတခြားရွေးချယ်စရာမရှိဘူးထွက်သွားဖို့ပဲရှိတယ်ငါလူနာခန်းအပြင်ကိုထွက်လာပြီးဆေးရုံကနေအမြန်ထွက်လာခဲ့တယ်အငှားခန်းကိုပြန်သွားပြီးပစ္စည်းတချို့တင်စီကဘူတာယုံကိုသွားပြီးယထာလက်မှတ်တစ်စောင်ဝယ်လိုက်တယ်ယထာကတရက်နဲ့တညအပြည့်မောင်းပြီးနောက်တနေ့ညရောက်မှဒီသူစိမ်းမျိုးလေးကိုရောက်လာတယ်ငါသူ့အဆက်အသွယ်တွေကိုထပ်ပြီး block လုပ်လိုက်တယ်ငါနဲ့သူကဖြစ်နိုင်တော့မှမဟုတ်ဘူးသူ့ကိုဒုက္ခမပေးချင်ဘူးသူ့အလုပ်တွေကိုမဖျက်ဆီးချင်ဘူးလေဒီအတော်တွင်းမှာရှိုးရူရန်ကငါ့ကိုရှာဖို့လူများကြီးကိုဆက်သွယ်ခဲ့တယ်လို့ကြားရတယ်ငါရဲ့အခန်းဖော်စီကိုပါဆက်သွယ်ခဲ့တာအခန်းဖော်ကငါစီဆက်သွယ်လာပြီးနာမည်ကြီးမင်းသမီးကငါ့ကိုလိုက်ရှာနေတယ်လို့အန်အော်တကြီးပြောတယ်အစကတော့နာမည်တူနေတာပဲလို့သူထင်နေသေးတာရွှီမင်းအခုဘယ်မှာလဲငါဘယ်မှာရှိလဲဆိုတာ तू မပြောပြပဲရှိုးယူရန်ကိုငါ့ကိုဆက်မရှာဖို့ပဲအခန်းဖော်ကနေတဆင့်သတင်းစကားပါလိုက်တယ်ဒီကြားထဲမှာရှိုးယူရန်ကသူ့ရဲ့ social media အကောင့်ကနေတောင်ငါ့ကိုလိုက်ရှာသေးတယ် तू အသေးတန်ရှာဖွေနေပေမဲ့ငါကတော့ NJP ပေါ်မလာခဲ့ဘူးနောက်ပိုင်းကျတော့အရန်လေးအရန်ချစ်ဖို့ကောင်းတယ်ဆိုတဲ့အကောင့်ကရှိုးယူရန်ရဲ့အကောင့်ပုံဖြစ်တယ်ဆိုတာကိုအင်တာနက်အသုံးပြုသူတွေကဖော်ထုတ်သွားတယ်ဆိုတာငါသိလိုက်ရတယ်ဒါကငါလုံးဝမထင်မှတ်ထားတဲ့ကိစ္စဖြစ်ပြီး तू ကငါအတွက်မမျှော်လင့်ထားတဲ့ပျော်ရွှင်မှုနဲ့အံ့ဩစရာလေးတစ်ခုပေးခဲ့တာပါပဲနာကျင်မှုကိုရှေ့ချခံစားရတာထက်မြင်မြန်ဆုံးတက်လိုက်တာကပိုကောင်းပါတယ်အားလုံးကိုဒီနေရာမှာပဲအဆုံးတက်လိုက်ပါတော့မယ်ငါထပ်ပြီးထွက်သွားမှန်းရှိုးယူရန်တိသွားတဲ့အခါအယူတယောက်လိုလိုက်ရှာတော့တယ်ငါကတော့ဒီမျိုးစုံကနာတာရှီလူနာစောက်ရှောက်ရေးဂေဟာလေးမှာပဲနေဖို့ရွေးချယ်လိုက်တယ်ဒီနေရာကတိတ်ဆိတ်ငြိမ်သက်ပြီးညဘက်ဆိုရင်ကျယ်ရီအပြည့်နဲ့ကောင်းကင်ကြီးတစ်ခုလုံးကိုမြင်ရတယ်သူ့ရဲ့အဆက်အသွယ်အားလုံးကိုဘလော့လုပ်ထားပေးမယ်ဆိုရှယ်မီဒီယာအကောင့်တစ်ခုဖွင့်ပြီးသူ့ရဲ့လှုပ်ရှားမှုတွေကိုနေတိုင်းတိတ်တဆိတ်ကြည့်နေမိတယ်အဲ့ဒီနေ့ညတကောင်အချိန်မှာငါနာကျင်လွန်းလို့တတိလစ်လူမတက်ဖြစ်နေတော့ဖုန်းထဲကိုနံပါတ်စိမ်းတစ်ခုစီကနေ message တစ်စောင်ဝင်လာတယ်နင်းကြည့်နေတယ်ဆိုတာငါသိတယ်နင်းနေမကောင်းဖြစ်ပြီးအရန်နာကျင်နေမယ်ဆိုတာကိုလည်းငါသိပါတယ်ဒါပေမဲ့နင်ကနဲ့အတူတူကျယ်တွေကြည့်မယ်လို့ဂတိပေးထားတယ်လေနင်းတစ်ခါဂတိဖြတ်ခဲ့ပြီးဒုတိယအကြိမ်ထပ်ပြီးဂတိဖြတ်လို့မရဘူးနော်ငါဖုန်းကိုစုပ်ကင်ထားရင်မျက်ရည်တွေကအတန်တိတ်စီးကြလာတယ်နောက်တနေ့မနက်မှာတော့ငါလူနာခန်းတကားလေးဖြည်းဖြည်းချင်းပွင့်လာခဲ့တယ်လူရန်ကကျွန်တော်စီပြေးလာပြီးတင်းကျပ်နေအောင်ဖတ်ထားတယ်လမ်းပြောက်ပြီးမှအိမ်ပြန်လမ်းကိုရှာတွေ့သွားတဲ့ကလေးလေးတစ်ယောက်လိုရှိုက်ကြီးတင်နေငိုနေတယ်ဒီတစ်ခါတော့ငါ့ကိုထားခဲ့ဖို့မစင်စားနဲ့တော့ရွှီပြီးကျွန်တော်နေရာမှာတင်ရက်နေရင်သူမကိုလုံးလေးတုန်ခါနေတာကိုခံစားနေရတဲ့ပူနွေးတဲ့မျက်ရည်တွေကကျွန်တော်အင်ဂျီကိုဆူရွှဲသွားစေတယ်သူမဒီလောက်တောင်ဟမ်းမဆောင်နိုင်ပဲရုပ်ပြက်စင်းပြက်ငိုတာကိုတခါမှမမြင်ဘူးခဲ့ဘူးရှောင်ရန်ကျွန်တော်အတန်ထွက်အောင်အတော်စူးစမ်းလိုက်ရတယ်အတန်တွေကတဲဆက်ကူနဲ့ပုတ်တိုက်နေတယ်လို့အကွဲ6တွေ့နေတယ်ငါအခြေအနေကိုမင်းသိပါတယ်ငါမှအသက်ရှင်ဖို့3လအောင်မကြမ်းတော့ဘူးသူမကခေါင်းမော့လာပြီးနီးရဲအောင်ကိုင်းနေတဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုစိုက်ကြည့်တယ်ငါအကုန်စုံစမ်းပြီးရွှေရွှေတကဘာလုံးကဆရာဝန်တွေကနင့်ကိုတေးတံပေးလိုက်တိုင်းနင်ကတကယ်ပဲကဲမရတော့ဘူးလို့ထင်နေတာလားသူမကကျွန်တော်ကိုအခန်းထဲဆွဲခေါ်သွားပြီးအိတ်ထဲကစာရွက်စာတမ်းတွေထုတ်ပြတယ်ဒါကအမေရိကန်ဂျာမနီဂျပန်ကထိပ်တန်းကင်ဆာစင်တာ3ခုကနေနင့်ရဲ့ဆေးမှတ်တမ်းကိုလှမ်းပြထားတဲ့အဖြေတွေပဲအခြေအနေကတိတ်မကောင်းပေမဲ့နင့်ရဲ့ဗီဇစစ်ဆေးချက်တွေအရ targeted therapy 3လို့ရနိုင်ခြေရှိတယ်ပြီးတော့ပြည်တွင်းမှာလည်းနင့်လိုအမျိုးအစားအတွက်တည်တံ့ထုတ်ထားတဲ့ရှောကိုခံအားကူထုံးအသစ်တစ်ခုစမ်းသပ်နေတာရှိတယ်ရှုပ်ရှက်ခတ်နေတဲ့ဆေးပညာစာရွက်တွေကိုကြည့်ရင်ကျွန်တော်ခေါင်းထဲမှာဗလာကျင်းသွားတယ်နင်မှတ်မိလားအနာဂတ်မှာဘလောက်ပဲခက်ခဲပါစေဒီကျဲလေးတွေလိုပဲတိမ်ဖုံးသွားရင်တော့တကယ်တမ်းပြောက်ကွယ်မသွားဘူးလို့နင်ပြောခဲ့ဘူးလေနော်သူမကလှည့်ကြည့်ပြီးခိုင်မာတဲ့မျက်လုံးတွေနဲ့ပြောတယ်အခုတော့ငါကနင့်ရဲ့ကျဲပွင့်လေးဖြစ်ပေးမယ်အလှည့်ရောက်ပြီးသူမရှိတိုးလာပြီးကျွန်တော်လက်ကိုစုပ်ကင်လိုက်တယ်ငါ့ကိုခွင့်ရတစ်ခုပေးမလားငါတို့အရင်ကဂတိပေးထားတယ်လို့ပဲအတူတူရင်ဆိုင်ကြရအောင်အတူတူခံစားကြရအောင်အဲ့ဒီအချိန်သူမရဲ့မျက်လုံးထဲမှာတကဘာလုံးကကျဲရောင်တွေထင်ဟပ်နေတာကိုကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်ထပ်ပြီးမငင်းဆန်နိုင်တော့ဘူးကုသမှုကထင်ထားတာထက်အများကြီးပိုကြမ်းတမ်းတယ်ဆေးပေးထွက်ဆိုးကျိုးတွေကြောင့်မကြာခဏအန်နဲ့ဖျားတယ်တကိုယ်လုံးနာကျင်ကြိုက်ခဲတယ်ကုထုံးမစခင်လောက်ရတဲ့ကီမိုကြောင့်ကျွန်တော်ခွန်အားတွေအကုန်ဆုံးတလောက်ဖြစ်သွားတယ်ဒါပေမဲ့လူရန်ပေးမှရှိနေလို့နေ့ရက်တိုင်းကတောက်ခံနိုင်စရာဖြစ်လာတယ်။သူမက3လစာအလုပ်တွေအကုန်ဖြတ်သိမ်းဖြစ်ပြီးစေယုံခန်းထဲမှာပဲအရေးကြီးဆုံးကိစ္စတွေကိုသာဖြေရှင်းတော့တယ်။မန်နေဂျာကဒေါသထွက်လွန်းလို့ယူမတက်ပဲဒါပေမဲ့သူမကတော့ပြတ်သားတယ်ပတ်စံကနောက်မှပြန်ရှာလို့ရတယ်ကားကနောက်မှရိုက်လို့ရတယ်ဒါပေမဲ့တချို့လူတွေကလွဲချော်သွားရင်ထားဝရပဲစေယုံခန်းထဲမှာကျွန်တော်တို့တယောက်ကိုတယောက်အစ်စ်ပြန်လဲတိကျွမ်းခဲ့ရတယ်။အရင်ကလိုအပြစ်ကင်းတဲ့ကောင်မလေးမဟုတ်တော့တဲ့လူယူရန်ကိုကျွန်တော်မြင်တွေ့ခဲ့ရတဲ့ဆရာဝန်တွေနဲ့ကုသမှုအကြောင်းကျွမ်းကျင်ဆွေးနွေးတဲ့အလုပ်ကပြဿနာတွေကိုတည်တည်ငြိမ်ငြိမ်ဖြေရှင်းတယ်ကျွန်တော်ထမင်းမစားခြင်းတဲ့အခါအတင်းချင်းချောက်ပြီးကြွေးတတ်တယ်လို့ညဘက်တွေကျွန်တော်နာကျင်လုံးလို့လူးလိမ့်နေချိန်မှာ
တော့လက်ကိုတညလုံးစုပ်ကင်ထားပြီးတချင်းလေးညှိပေးရှာတယ်သူမကလည်းအရင်ကလိုအရာရာကိုကာကွယ်ပေးနိုင်တဲ့လူစွမ်းကောင်းမဟုတ်တော့တဲ့ကျွန်တော်ကိုမြင်တွေ့ခဲ့ရတဲ့စေးတံကြောင့်ကျွန်တော်ငိုယိုမိတဲ့စပင်တွေကျွတ်လို့စိတ်တက်ကြတယ်နာကျင်လွန်းလို့ဒေါသတွေထွက်မိတယ်ဒါပေမဲ့သူမကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကနေမျိုးလေးကနေမျိုးကြီးကိုရောက်ခါစားကြောက်ရွံ့နေတဲ့သူမကိုကျွန်တော်လက်ခံပေးခဲ့တယ်လို့ပဲဒီအရာအလုံးကိုနူးနူးညံ့ညံ့လေးလက်ခံပေးခဲ့တယ်မှတ်မိသေးလားဒုတိယနှစ်တုန်းကငါဦးတက်ပေါက်လို့ဆေးရုံတင်ရတော့ကနင်းတစ်ပတ်လုံးအတန်းဖြတ်ပြီးလာပြုစုခဲ့တာလေးနေ့လယ်ဘက်ပန်းတိခွန်သွားရင်သူမကပြောတယ်အဲ့ဒီတုန်းကနင်းကတကယ်ကိုအတာပဲစံပြုတ်တောင်တူးနေအောင်ပြုတ်တာဒါပေမဲ့ငါအကုန်စားပြီးအရသာရှိတယ်လို့ပြောခဲ့တယ်ဘာလို့လဲဆိုတော့အဲ့ဒါနင်းပြုတ်ပေးတာမို့လို့လေပန်းတိစိတ်လေးကိုကျွန်တော်ပါစက်နာတိပေးရင်သူမကဆက်ပြောတယ်အခုတော့ငါအလှည့်ရောက်ပြီးတာမှု3လပြည့်ချိန်မှာမထင်မှတ်ထားတဲ့အပြောင်းလဲတွေဖြစ်လာတယ်ဖက်အဖြေရအချိတ်ကတိတိတတ်တာသေးသွားပြီးပြန့်နှံ့နေတဲ့နေရာတချို့ပျောက်သွားတယ်ဆရာဝန်ကြီးကတက်မှန်ကိုကြည့်ပြီးအရန်ကိုစိတ်လှုပ်ရှားနေတဲ့အံဖွယ်ပဲတကယ်အံဖွယ်ပဲကိုခံအားကူထုံးကခမရပေါ်တော်တော်လေးထိရောက်မှုရှိတာပဲလီယိုရီယန်တယောက်နေရာတင်ရှိုက်ကြီးတင်ငင်ငိုချလိုက်တယ်ဒီတခါတော့ဝမ်းတာလိုကြတဲ့မျက်ရည်တွေပါအဲ့ဒီညကဆေးရုံခေါင်မှုထက်ကိုကျွန်တော်တို့ခိုးတက်သွားကြတယ်မြို့ရဲ့မီးရောင်တွေထိန်လင်းနေပေမဲ့ခေါင်းမော့ကြည့်လိုက်တဲ့အခါမှာတော့အတောက်ပဆုံးကျတချို့ကမလျှော့တော့ဆွဲနဲ့တလက်လက်တောက်ပနေစေပဲရွှေကြည်စံလူရန်ကကောင်းကင်ကိုလက်ညှိုးထိုးပြတယ်ငါတို့လိုပဲမှောင်မိုက်နေတဲ့ပတ်ဝန်းကျင်မှာတော့အလင်းရောင်ကဖောက်ထွက်လာနိုင်သေးတယ်နော်ကျွန်တော်သူမလက်ကိုတင်းကျပ်စွာစုပ်ကင်လိုက်တယ်ရှောင်းရန်ငါကိုလက်မလျှော့ခဲ့လို့ကျေးဇူးတင်ပါတယ်နောက်ထပ်3လကြာတော့အသေးစိတ်စစ်ဆေးမှုတွေရယောဂအခြေအနေကတည်ငြိမ်သွားပြီးဆက်ပြီးကုသမှုခံယူဖို့နဲ့စောင့်ကြည့်ဖို့လိုသေးပေမဲ့ကဲမရတော့တဲ့နောက်ဆုံးအဆင့်ဆိုတဲ့တည်တံချမှတ်ချက်မဟုတ်တော့ဘူးစေယုံစင်းတဲ့နေ့မှာလူရန်ကတာမန်ကားလေးတစ်စီးကိုယ်တိုင်မောင်းပြီးလာကြိုတဲ့မီဒီယာတွေပြည်သက်တွေမပါဘူးကျွန်တော်တို့2ယောက်တည်းဘယ်သွားခြင်းလဲအိမ်ပြန်မယ်သူမပြုံးလိုက်တယ်ဒါပေမဲ့ကားမောင်းသွားတဲ့လမ်းကြောင်းကသူမရဲ့အဆင့်မြင့်ကွန်ဒိုစီမဟုတ်ပဲကျွန်တော်တို့အရင်ဆုံးအတူတူငားနေခဲ့တဲ့ရက်ကွက်ဟောင်းလေးစီကိုဖြစ်နေတယ်ကားလေးရက်ကွက်ဟောင်းရှိမှရက်လိုက်တော့ကျွန်တော်မယုံနိုင်စွာနဲ့သူမကိုကြည့်လိုက်တယ်ငါဒီနေရာကိုဝယ်လိုက်ပြီးကျွန်တော်တို့ရဲ့ပထမဆုံးအိမ်လေးကိုသူမပြန်လဲမုန်းမှန်ထားတယ်ဓာတ်လီကတထားပေမဲ့အခန်းဖွဲ့စည်းပုံတွေကတော့မပြောင်းလဲဘူးတကားကိုတွန်းဖွင့်လိုက်တာနဲ့အတိတ်ကအမတ်တရတွေကဒီရေလိုတိုးဝင်လာတယ်ရုပ်ရှင်တူတူကြည့်ခဲ့တဲ့အခန်းချင်းချင်းလေးသူမပထမဆုံးခရမ်းကျင်တိကျဥကျော်တင်လုပ်ခဲ့တဲ့မိဖို့ချောင်းလေးပြီးတော့အနာဂတ်အတွက်ရည်မှန်းချက်တွေအများကြီးအတူတူတိုင်တည်ခဲ့ကြတဲ့ဝရန်တာလေးအခုတော့ဒီနေရာလေးကနှွေးထွေးပြီးတက်တောင့်တက်တာရှိနေပြီ။နေရန်ပုံမှာလည်းကျွန်တော်တို့ရဲ့ဓာတ်ပုံတွေအများကြီးချိတ်ထားတယ်။အထက်တန်းကျောင်းတုန်းကငယ်ရွယ်တဲ့ပုံလေးတွေကစလို့သူမကော်စောနီပုံမှာတောက်ပနေတဲ့ပုံတွေထိအဆုံးပဲ။ငါစဉ်းစားပြီးလူရန်ကနောက်ကျောဘက်ကနေကျွန်တော်ခါကိုတိုက်ဖက်လိုက်တယ်။ငါတို့အတိတ်မှာပဲအမြဲရှင်တန်နေလို့မရသလိုအတိတ်ကိုလုံးဝပြစ်ပယ်လိုက်လို့လည်းမရဘူး။ဒီနေရာကငါတို့စတင်ခဲ့တဲ့နေရာလေးအခုငါတို့ဒီကနေပြန်လဲစတင်ကြမယ်။တစ်နှစ်ကြာပြီးနောက်ညတညမှာကျွန်တော်တို့ကျယ်ရီအချင်းချင်းအတူတူကြည့်ခဲ့မှုတဲ့တောင်ကုန်းလေးပေါ်ကိုပြန်ရောက်နေကြတယ်ကျွန်တော်ရဲ့စစ်စစ်ချက်အဖြေတွေကအရန်ကောင်းနေတယ်အကျိတ်မှတ်သားတွေစက်တိုက်ကြဆင်းနေပြီးဆရာဝန်ကဒီတိုင်းသာထိန်းထားနိုင်ရင်ရေရှည်အသက်ရှင်နိုင်ဖို့မျှော်လင့်ချက်ရှိတယ်လုံးဝပျောက်ကင်းသွားနိုင်ခြေတောင်ရှိတယ်လို့ပြောတယ်လူရန်ရဲ့ရုပ်ရှင်ကားတစ်ကစုကြီးတစ်ခုစကားတင်ပါထားပေမဲ့သူမကအောင်ပွဲခံပါတီတွေအကုန်လုံးကိုညှင်းပယ်ပြီးဒီညမှာကျွန်တော်နဲ့အတူတူဒီနေရာကိုလာဖို့တင်းခံခဲ့တယ်ကျယ်ရီစုံတဲ့ကောင်းကင်ကြီးကအရင်လိုပဲလှပနေသေးပါဒါပေမဲ့ကျွန်တော်တို့ကတော့အရင်တုန်းကလိုအိမ်မက်တွေပဲရှိတဲ့လူငယ်လေး2ယောက်မဟုတ်ကြတော့ဘူးရွှီငါရဲ့ကြံရှိနေတဲ့တက်တန်းတစ်လျှောက်လုံးနင်းကိုတေချာချစ်သွားမယ်ကိုလည်းတေချာဂရုစိုက်မယ်နေထွက်တာကိုရောကျယ်လေးတွေကိုပါနင်းနဲ့အတူတူကြည့်သွားခြင်းနဲ့ငါနဲ့လက်ထပ်မလားသူမမျက်ရည်တွေကျလာပြီးကျဲရောင်တွေအောက်မှာလင်းလက်သွားတယ်ကိုသဘောတူပါတယ်လက်စွပ်လေးတွေကိုအပြန်လန်စွပ်ပေးလိုက်တဲ့အချိန်မှာတောင်အောက်ကမြို့လေးမှာမီးရောင်တွေလင်းထိန်နေပြီးတောင်ပေါ်မှာတော့ကျဲရောင်တွေလွှမ်းခြုံနေတယ်ကျွန်တော်တို့စုပ်ကင်ထားတဲ့လက်တွေထဲမှာတစားကြဝလာလုံးရဲ့နှွေးထွေးမှုကိုဖမ်းဆုပ်ထားမိတယ်လို့ပဲနောက်ပိုင်းကျွန်တော်တို့တောင်ထိပ်ပေါ်မှာပဲမင်္ဂလာတက်ပုံရိုက်ခဲ့ကြတယ်ကျဲရောင်တွေကတက်တေမနှက်ခင်းအလင်းတန်းတွေကမင်္ဂလာဘဝလေးတွေပေါ့ကျွန်တော်ယောဂကလည်းစက်တိုက်တည်ငြိမ်နေခဲ့တယ်ဆရာဝန်တွေကတော့ဒါဟာဆေးပညာအရာအံ့ဖွယ်တစ်ခုလို့ဆိုကြတယ်ဒါပေမဲ့အကြီးမားဆုံးအံ့ဖွယ်ကတော့လမ်းမတွေဘလောက်ပဲလျှောက်ခဲ့ရပါစေနောက်ဆုံးမှာတယောက်ပြီးတယောက်ပြန်ရောက်လာခဲ့တာပဲပြီးတော့စစ်မှန်တဲ့အချစ်ဆိုတာကိုစက်တေးတာဖုံးကွယ်ထားတာမဟုတ်ပဲအတူတူရင်ဆိုင်ဖြည့်ရှင်းတာမုံတိုင်းတွေကိုတယောက်တည်းတန်ခံတာမဟုတ်ပဲအတူတူခိုလုံမဲ့အမိုးကာလေးတိဆောက်တာဆိုတာကျွန်တော်တို့နားလည်ခဲ့ကြတယ်ကျယ်ရီစုံတဲ့နောက်ထပ်ညတညမှာလူရန်ကကျွန်တော်ရင်ခွင်ထဲမိထားတယ်ကျွန်တော်တို့လက်ချောင်းလေးတွေရှက်နွယ်ထားပြီးလက်စွပ်လေးတွေကလာရောင်အောက်မှာနူးညံ့တဲ့အလင်းရောင်လေးတွေတလက်လက်ထွက်နေတယ်ရွှီဟိုကျယ်လေးကမနစ်ကထက်ပိုလင်းလာတယ်လို့ပဲနော်သူမညွှန်ပြတဲ့ဘက်ကိုကျွန်တော်လှမ်းကြည့်ရင်ပြုံးလိုက်တဲ့ကျယ်လေးပိုလင်းလာတာမဟုတ်ပါဘူးငါတို့ရဲ့မျက်လုံးတွေကအလင်းရောင်ကိုရှာဖွေတွေ့ရှိဖို့ပိုပြီးနားလည်လာလို့ပါသူမကလှည့်ပြီးကျွန်တော်ဘာကိုနမ်းလိုက်တယ်ဟုတ်တယ်ညဘလောက်ပဲနှက်ပါစေကျယ်ရောင်တွေကစောင့်ကြည့်နေတဲ့သူတွေကိုဘယ်တော့မှစိတ်ပြတ်အောင်မလုပ်ဘူးဆိုတာငါတို့သိနေပြီလေပြီးတော့ရှေ့လျှောက်နေ့ရက်တိုင်းကငါတို့အတူတူစောင့်ကြည့်ကြမယ်ကျယ်ရောင်လေးနဲ့နေ့ရက်တွေဖြစ်လာတော့မှာပါဒီဇလန်လေးကဘာပြောချင်တာလဲဆိုတော့တခါတလေမှာကျွန်တော်တို့ဟာချစ်ရသူကိုနာကျင်မှာဆိုလို့ဆိုတဲ့စင်ကျင်တဲ့အဝေးကိုတွန်းပို့မိတတ်ကြပါတယ်ဒါပေမဲ့တကယ်အချစ်စစ်ဆိုတာမုံတိုင်းတွေကိုတယောက်တည်းရင်ဆိုင်တာမဟုတ်ပဲအတူတူခိုလုံမဲ့အမိုးကာလေးတိဆောက်တာဆိုတာအမောင်ဆုံးညတွေမှာတော့လက်မလျှော့စတန်ဆုပ်ကင်ထားမဲ့လက်တစုံသာရှိနေမယ်ဆိုရင်ကျယ်ရောင်တွေကဘယ်တော့မှပျောက်ကွယ်မသွားဘူးဆိုတာအားလုံးပဲသတိရပေးပါဦး